လဲစာမှာတော့ရှီမူရာဆိုတဲ့အထက်တန်းကျောင်းကောင်လေးတယောက်ကအရန်ကိုဆင်းရဲတဲ့အိမ်လေးတိမ်မှာလိုလာခဲ့ပါတယ်။ဆင်းရဲလွန်းတာကြောင့်မလို့အောက်မှာအခင်းမပါတဲ့အေးရတဲ့ရက်တွေများပြီးတော့အမြဲတမ်းနှာစီးနေတတ်တာအမေဖြစ်သူလည်းစေးရုံတင်ထားတဲ့အတွက်စေးဖို့ချရင်းနဲ့ကျောင်းကိုခက်ခဲစွာတက်နေရပါတယ်။ကျောင်းမှာကတော့ဟာမာကန်ဆိုတဲ့ကျောင်းသားတယောက်ကနာမည်ကြီး YouTuber တယောက်ဖြစ်တာကြောင့်မလို့ subscriber 9သိန်းပြည့်အထိမ်းအမှန်နေနဲ့ကျောင်းမှာလိုက်လွှင့်နေခဲ့ပါတယ်။လိုက်ထဲမှာတော့ဟာမာကန်နဲ့ယူမီတို့ကအလှပရေးရအတွက်ကြောင့်မလို့လူတယောက်ကိုအလှပြင်ပေးမယ်ဆိုပြီးတော့ရှီမူရာကိုလိုက်ထဲကိုခေါ်ထားခဲ့ပါတယ်။ဟာမာကန်ကတော့ရှီမူရာအမြဲလို့အနိုင်ကျင့်တဲ့သူမလို့လိုက်ထဲပါပေးရင်ရန်တစ်ထောင်ပေးမယ်လို့ခေါ်ပြီးတော့ခိုင်းခဲ့ပါတယ်။ရှီမူရာကတော့ဟာမာကန်ရဲ့အနိုင်ကျင့်မှုတွေကိုကြောက်တာနဲ့ပတ်စံလဲလိုချင်တဲ့အတွက်ကြောင့်မလို့မရရှင်ချင်းပဲရိုက်လိုက်ရပါတယ်။ရူမီကတော့ရှီမူရာရဲ့မျက်နှာကိုရဲစရာကောင်းတဲ့မျက်နှာဖြစ်အောင်ပြင်လိုက်ကြပြီးတော့အရန်ရုပ်ဆိုးလွန်နေရကြောင်းရဲစရာကောင်းတဲ့တစ်ခုဖြစ်အောင်ဖန်တီးကြပါတယ်။ရှီမူရာကတော့မိတ်ကပ်တွေပြန်ဖြတ်လို့မရဖြစ်နေခဲ့ပြီးသူ့ကိုယ်သူလည်းအတုံးမကျဆိုတော့ပြန်ပြီးတော့စဉ်းစားနေခဲ့ပါတယ်။ဟာမာကန်ဆိုတဲ့ကောင်ကကျောင်းမသာစာမရဘူးဆိုပေမဲ့နာမည်ကြီး YouTuber တရားဖြစ်တာကြောင့်မလို့ပတ်စံကိုဘယ်လိုရှာရမလဲကောင်းကောင်းသိပါတယ်။ဟာမာကန်နဲ့ရေးသားဖြစ်တဲ့ရူမီဆိုတဲ့ကောင်မလေးကရုပ်ရည်ရှိရဲ့အတွက်ကြောင့်မလို့ influencer တူဖြစ်နေခဲ့ပြီးတော့ဟာမာကန်ရဲ့နားမှာအမြဲတမ်းကတ်နေတဲ့သူတယောက်ပါအဲထဲမှာနေကွန်ဆိုတဲ့ကောင်ကတော့ YouTuber ဖြစ်ရှင်တဲ့အတွက်ကြောင့်မလို့ဟာမာကန်ရဲ့နားမှာကပ်ပါးရပါနဲ့အမြဲတမ်းလုံနေခဲ့ပြီးတော့ရှီမူရာကိုလည်းအနိုင်ကျင့်နေတဲ့ပါရဲ့တယောက်ပါရှီမူရာကတော့လိုင်းလွင်ပြီးတဲ့အချိန်မှာမိတ်ကပ်အလင်းခံပြီးရင်ရန်တစ်ထောင်ရမယ်ဆိုတဲ့အကြောင်းကိုတွားတောင်းခဲ့ပေမဲ့ဟာမာကန်တို့ကတော့အနိုင်ကျင့်ပြီးတော့တပြားမှမပေးရကြပါဘူးဟာမာကန်နဲ့နေကွန်တို့ကတော့ရှီမူရာရဲ့ဆင်းရဲအောင်ဟာသားလုပ်ခဲ့ကြပြီးတော့အမေပြစ်သူနေမကောင်းတာကိုပါလောင်ပြောင်ပြီးရိုင်းနှက်ထွက်သွားခဲ့ကြပါတယ်ရှီမူရာတယောက်ကတော့ပြုတ်ကျသွားတဲ့ကြွေစီလေးကိုပြန်ကောင်းရင်နဲ့အကုန်လုံးကိုတစ်ချက်လောက်ပြန်ထိုးလိုက်တဲ့တာဆိုပြီးသူ့ကိုယ်သူအားမရဖြစ်နေခဲ့ပါတယ်ကျောင်းဆင်းတဲ့အချိန်မှာတော့ဆေးရုံတက်နေရတဲ့အမေဖြစ်သူတန်းသွားခဲ့ပြီးတော့မျက်နှာကဒဏ်ရာတွေကိုစိုးရိမ်နေတဲ့အမေဖြစ်သူကိုတော့ချော်လဲတာဖြစ်ကြောင်းလိန်ပြောလိုက်ပါတယ်။အမေဖြစ်သူကတော့သူ့အတွက်စိတ်မပူဖို့နဲ့လူငယ်ဘွားဆိုတာတတ်မှတ်တစ်ခါပဲရတာမလို့ပျော်ကြီးဖြတ်တန်းဖို့ပဲပြောလိုက်ခဲ့ပါတယ်။အမေဖြစ်သူနဲ့စကားပြောနေရင်ကနေရှီမူမာတယောက်ကတော့အမေဖြစ်သူစေးဘူးကုန်ကြမဲ့ကုန်ကြစရိတ်ကိုအမိုက်တောင်းထဲကနေတွေ့သွားခဲ့ပြီးတော့ပြန်ပြီးတော့တိန်လာခဲ့ပါတယ်။အရန်ဆင်းရဲတဲ့ရှီမူဟာတယောက်ကတော့အမိစေဖို့နဲ့ကြောင်းစည်းရဲ့အတွက်အာလူးကြော်ဆိုင်တစ်ခုမှာအချိန်ပိုင်းလှုပ်လှုပ်ရင်းနဲ့ကုံဆုံးနေရပါတယ်။အရန်လှုပ်ရှုပ်နေတဲ့ကြားတွေကလူသေးရောက်လို့ကြည့်လိုက်တဲ့အချိန်မှာအရန်ကိုချစ်စရာကောင်းတဲ့ကောင်မလေးတယောက်ဖြစ်နေခဲ့ပြီးအာဆာမီရာခါအိုလို့မိတ်ဆက်ခဲ့ပါတယ်။ခဏနေတော့ဟာမာကန်ဆိုတဲ့ကောင်လေးအဖွဲလိုက်ရောက်လာခဲ့ကြပြီးတော့ဆိုင်ထဲမှာလိုက်လို့ရင်းနဲ့ခါအိုရဲ့ဖုန်းနံပါတ်ကိုလည်းအတင်းချက်တောင်းနေကြပါတယ်။တခြားဆိုင်ကဝန်ထမ်းတွေရဲ့အကုန်လုံးကလည်းဘာလို့အောင်မသိဖြစ်နေကြပြီးတော့ဆိုင်မန်နေဂျာကလည်းအပြင်ထွက်သွားတာကြောင့်မလို့ခါဝကပဲဆိုင်ထဲမှာတခြားသူတွေနှောက်ယှက်ဖြစ်မှာဆိုလို့လိုင်းလွင်နာကိုချက်ပေးဖို့တောင်းပန်နေပါတယ်။အဲဒီအချိန်မှာရှီမူရာတကောင်ကဂျားကနေထွက်လာခဲ့ပြီးပါဆယ်ဝင်ပေးလိုက်တဲ့အချိန်မှာရှီမူရာကိုတွေ့သွားတဲ့အတွက်ကြောင့်မလို့အလုံးလုံးနေအောင်မြင်သွားပြီးအကုန်လုံးပြန်ထွက်သွားကြပါတယ်။ခါအိုကတော့သူ့ကိုကူညီပေးရတဲ့ခြေသူတင်နေခဲ့ပြီးတော့ရှီမူရာကတော့တော်တော်လေးပျော်နေခဲ့တာပါအမိုက်သွားလွှဲနေတဲ့အချိန်မှာတော့ဟာမာကန်တို့နဲ့တက်တက်တိုးခဲ့ပြီးအစောပိုင်းကလိုက်လွင်တာကိုဝင်ရှုပ်လို့ဆိုပြီးတော့ဝိုင်းတီးတာခံရပါတယ်ခါအိုထွက်သွားတဲ့အချိန်မှာဟာမာကန်တို့လည်းဘာမှမလုပ်သလိုဟန်ဆောင်နေခဲ့ကြပြီးတော့ပြန်ထွက်သွားခဲ့ကြပါတယ်ခါအိုကတော့အရိုက်ခံရလို့စိုးရိမ်နေခဲ့ပေမဲ့ရှီမူရာကတော့သူ့ရဲ့ကြားတငယ်ချင်းနဲ့ဘလို့ရှော့လဲတာကိုထူပေးတာဖြစ်ကြောင်းညာပြီးတော့ပြောလိုက်ပါတယ်။ဂျပန်မှာတော့အာခီဆိုတဲ့ကောင်မလေးတယောက်ကသူ့ရဲ့နေရာကိုဖယ်ခိုင်းပေမဲ့တခြားចောင်းသူတွေကဝိုင်းပြီးတော့နိုင်ကျင်တာခံနေရပါတယ်။ကြားရောက်တာနဲ့စာကြည့်ပွဲတွေကိုလွန်ပြစ်ထားတာတွေចောင်းစင်းရဲ့နိုင်ကျင်ခံရတာတွေကိုပြန်လည်တွေးတောရင်လည်းသူ့ကိုယ်သူအားများဖြစ်နေခဲ့ပြီးတော့အမြဲတမ်းစိတ်ညစ်နေတတ်ပါတယ်။ညဘက်တွေမှာကတော့ဟာမာကန်တို့လည်းပါတီဝဲကြီးစားတွေတွားခဲ့တတ်ပြီးတော့ပတ်စံချီရဲ့အတွက်ကြောင့်မလို့ဘာရိုကလပ်တို့မှာပဲညတိုင်းချိန်ကုန်ဆုံးတတ်ပါတယ်။ယူမီကတော့တနေ့ကဘာကာဆိုင်မှာဝန်ထမ်းကောင်မလေးကိုခါအိုဖုန်းနံပါတ်တွားတောင်းရင်းနဲ့လိုင်းလွှင့်တဲ့ကိစ္စကိုမေးရင်းနဲ့ကွန်နတ်တက်ပဲလားဆိုပြီးမေးပါတယ်။ဟာမာကန်ကတော့ကွန်နတ်အတွက်ပဲရိုက်တာဖြစ်ကြောင်းပြောပြခဲ့ပြီးတော့သူတယောက်တည်းပိုင်ဆိုင်ချင်တာမလို့ရူမီကတော့ချောချောတွေမလုပ်ဖို့ပြောခဲ့ပါတယ်။တပတ်မှာတော့နေကွန်တကောင်လည်းအသက်မဖြည့်သေးတဲ့အတွက်ကြောင့်မလို့ YouTuber လေးလုံးလုံးများဖြစ်နေခဲ့ပြီးရှီမူရာရဲ့အမေဘန်ကတ်တွေကိုတုံးပြီးတော့အိမ်ထိလာပြီးလိုက်လွှင့်နေခဲ့ပါတယ်
ရှီမူရာကတော့အမြဲလို့နှိမ့်ဆက်ခံနေရဖြစ်တာကြောင့်လုံးသမျှကိုတိုင်ခံနေရပြီးနေကွန်တွက်ခောက်ဆွဲပါပြုတ်ပြီးနေရပါတယ်။နေကွန်ကတော့ဂိမ်းနီယာမစ်ရှင်တစ်ခုအတွက်ရှယ်လန့်ခေါ်တာခံခဲ့ရပြီးမစ်ရှင်အောင်ရင်ရန်3000ပြီးမဲ့ဆိုပြီးတော့ပရိသတ်တယောက်ကမှန်ထားပါတယ်။နေကွန်လည်းတဲတန်စော်နေခဲ့ပြီးတော့မစ်ရှင်အောင်ကန်နီးတော့မှကွန်ပျူတာကလပ်ကိုတိုက်မိသွားခဲ့ပြီးကျိုးတကျိုးပြတ်သွားတဲ့အတွက်ကြောင့်မလို့နေကွန်အပေါ်ပါခောက်ဆွဲပြီးဖိချကုန်ခဲ့ပြီးမျက်နှာတွေပါပူလောင်ကုန်ပါတယ်။နေကွန်လည်းသူ့ရဲ့ရန်3000တန်အခွင့်အရေးကြီးဆုံးရှုံးသွားတဲ့အတွက်ကြောင့်မလို့ရှီမူရာကိုတော်တော်လေးဒေါသထွက်သွားခဲ့ပြီးရိုက်နှက်နေခဲ့ပါတယ်။ရှီမူရာတရားကိုယ့်အိမ်မှာကိုအရိုက်ခံရတဲ့အပြင်အမေဖြစ်သူနဲ့ပါကင်ပြီးဆဲခံနေရကြမလို့စိတ်မထိန်နိုင်တော့ပဲနေကုံပြန်ထိုးပါတော့တယ်။နှစ်ယောက်သာအသေးတန်လုံးထွေးပြီးရိုက်နှက်နေရကြပြီးတော့တော်တော်လေးခန်းလေးပြက်စီးသွားခဲ့ပြီးရှုပ်ပွားသွားပါတော့တယ်။အကုန်ပြက်စီးသွားတာတွေကိုပြန်သိမ်းနေရင်လည်းကွန်ပျူတာဖွင့်ထားမိတာကြောင့်မလို့မီတာကကုန်မှကြောက်လို့အသေးအံပြန်ပိတ်နေခဲ့ရပါတယ်။ဒါရဲ့မှာတော့ရှီမူရာလည်းအမေဖြစ်သူကုသနေရဲ့ဆရာဝန်ကြီးနဲ့သွားတွေ့ခဲ့ပြီးတော့သူ့အမေဖြစ်သူရဲ့အကောင်ဆုံးကုသနည်းကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့ကုသဖို့ကုန်ကြစရိတ်ကရန်ပေါင်း3တန်းကျော်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ပြန်ပြီးစဉ်းစားပြစေအောင်ဆိုပြီးတော့ပြောပြီးတော့ပြန်လာခဲ့ရပါတယ်။ပြန်လာတဲ့အချိန်မှာလည်းနေကွန်တကောင်ဖုံးဆက်လာခဲ့ပြီးသူတို့နှစ်ယောက်ရန်ဖြစ်နေတဲ့ဗီဒီယိုဖိုင်ကြီးကိုပြန်ဖြတ်ပေးဖို့ရာအတွက်ရှီမူရာကိုဖုံးဆက်လမ်းပြောပါတယ်။ရှီမူရာလည်းနားမလည်ဖြစ်နေခဲ့ပြီးညာကလိုင်းလွင်ရင်းနဲ့ကွန်ပျူတာပိတ်သွားတာမဟုတ်ပဲမော်နီတာကျိုးပဲပြတ်သွားတာဖြစ်ပြီးတော့မော်နီတာကျိုးပြတ်တာလိုက်ကဆက်လွင်ပြီးသားကြီးဖြစ်နေတာပါ။ဒါကြောင့်မို့နှကောင်သားရန်ဖြစ်တာလိုင်းလွင်ပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မလို့လိုက်ကိုမပိတ်ပြပဲနဲ့ကွန်ပျူတာကိုတစ်ခါလေးပိတ်ပြတာကြောင့်သူတို့နှစ်ယောက်ရဲ့ပြန်ဖြစ်တဲ့ဗီဒီယိုဖိုင်ကလိုင်းပေါ်ကိုရောက်ပြီးသားဖြစ်သွားတာကြောင့်အရန်ကိုပေါက်နေဖြစ်ကြောင်းပြောပြပါရယ်။အဲတော့မှရှီမူရာလည်းပြန်ကြည့်လိုက်တဲ့အချိန်မှာတော့ဗီဒီယိုရဲ့ view ကလူတစ်တန်းလောက်ဝင်ကြည့်ထားတာကိုတွေ့လေရမှာအင်ကိုအမြန်ပြန်ပြီးတော့ပြန်ဖြတ်လိုက်ရပါတယ်။နောက်ရဲ့အကြောင်းသားရဲ့အချိန်မှာတော့ like ကိုဖြတ်ပြလိုက်ခဲ့ပေမဲ့တခြားသူတွေကယူတင်ပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မလို့တကြောင်လုံးတည်နေခဲ့ပါတယ်။အဆိုးဆုံးကတော့ရူမီနဲ့ဟာမာကန်တို့တည်နေခဲ့တာမလို့နာမည်ကိုလည်း YouTuber ပေါက်စာလေးဆိုပြီးတော့ဝိုင်းစားနေရခံခဲ့ရပြီးရန်ဖြစ်တဲ့ content ကိုလည်းဝိုင်းလောင်နေခဲ့ကြပါတယ်။နေကွန်ဆိုရဲကောင်ကိုတော့ရှီမူရာကိုတော့နိုင်အောင်မထိုးနိုင်လို့ဆိုပြီးတော့သူတို့ရဲ့အဖွဲ့ထဲမှာဝိုင်းထုတ်တာခံခဲ့ရပြီးရှီမူရာလိုပဲအပေခံဖြစ်ထားလိုက်ကြပါတယ်။ဟာမာကန်မျက်နှာသာရဖို့အတွက်ဖာဝါယာလုပ်ခဲ့တာကြီးအကုန်လုံးကအလကားတက်တက်ဖြစ်သွားခဲ့ပြီမလို့နေကွန်တကောင်လေးဒေါ်ပနေခဲ့ပြီးတော့မကြည်မရှမ်းနေဖြစ်နေခဲ့ပါတယ်။ဟာမာကန်ကတော့နှိမ်ကြတာကိုမလိုချင်ပဲနဲ့လူတိုင်းရဲ့အနေငံဖြစ်နေတဲ့ရှီမူရာကိုလည်းဒီဘဝမှာတကယ်ပဲပျော်နေလားဆိုပြီးမေးလိုက်ပါတယ်။ရှီမူရာကလည်းသူကအမြဲလို့နှိမ့်ဆက်ခံနေရပြီးတော့အသားကျနေခဲ့ပြီမလို့အဆင်ပြေကြောင်းနဲ့အခုချိန်မှာလည်းသူ့အနေနဲ့ဘာမှလုပ်လို့မရဘူးဆိုတော့ပြောပြလိုက်ပါတယ်။တပတ်မှာတော့အာခီကတော့ရှီမီရာတို့ရဲ့ရန်ဖြစ်တဲ့ဗီဒီယိုကြည့်ရင်ကနေရဲစရာရန်ကောင်းနေတဲ့အတွက်ကြောင့်သဘောတွေကျနေခဲ့ပါတယ်။အဖေဖြစ်သူနဲ့ထမင်းစားနေရင်ကနေရှီမူရာနဲ့ရန်ဖြစ်ခဲ့တဲ့အကြောင်းပြန်လဲတွေးနဲ့ထရီနေခဲ့တာမလို့တမီဖြစ်သူနေမကောင်းရလားဆိုပြီးအဖေဖြစ်သူလည်းမေးနေပါတယ်။နောက်ရက်မှာတော့ရှီမူရာနဲ့နေကွန်တို့နှစ်ကောင်လည်းလိုင်းပေါ်မှာဘာတွေဖြစ်ပြီးသားမလို့ဟာမာကန်ကိုအခွင့်ကောင်းယူပြီးတော့လိုက်ထက်လွင့်ခဲ့ပါတယ်။နှစ်ယောက်စလုံးသုံးခဲ့ပြီးကွန်နာတစ်ခုပြအောင်အတင်းကျပ်ခိုင်းထားတာမလို့နှစ်ယောက်စလုံးလည်းကြောက်ကြောက်လန့်လန့်နဲ့လှုပ်ပြီးနေရပါတယ်။ဒါပေမဲ့ဒါရီမလုပ်ခင်အစောပိုင်းကလေးကရှီမူရာကိုသူတို့တွေဝင်ငွေရနိုင်မဲ့လမ်းကြောင်းတစ်ခုရှိကြောင်းကိုနေကွန်လည်းပြောပြခဲ့ပါတယ်။ရှီမူရာကထပ်ပြီးတော့နှိမ့်ဆက်ခံရမယ်ဆိုရင်ဟာမာကန်ရဲ့အကြောင်းတွေကိုအကုန်လုံးမှန်တိုင်းဝန်ခံကြပြီးတော့သူတို့နှိမ့်ဆက်တာကိုခုခံဖို့ပဲဖြစ်ပါတယ်။အဲ့ဒီချိန်နေကွန်ကတော့လိုင်းလွင်ပေးထားမှဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အကောင့်နဲ့လည်းငွေရှာလို့ရနိုင်မယ်ဖြစ်ကြောင်းတိုင်ပင်လိုက်ကြပြီးရှီမူရာကိုသူပြောတဲ့အတိုင်းလုပ်မယ်ဆိုရင်ရန်1000ပေးမယ်လို့ပြောလိုက်တာကြောင့်ရှီမူရာလည်းလက်ခံလိုက်ပါတယ်။ဒါကြောင့်မို့ရှီမူရာလည်းလိုင်းလွင်နေရဲ့အချိန်မှာမာမာကန်ရဲ့ပြိသက်တွေကိုလက်ဆောင်ပေးမယ်ဆိုတဲ့ကိစ္စကဟာမာကန်လိန်ပြောထားတာဖြစ်ပြီးတော့သူ့ရဲ့ subscriber တိုးအောင်တမင်လုံးနေရဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ပြီးတော့သူတို့နေရာစလုံးလိုင်းလွင်ခိုင်းထားတာကိုလည်းနှိမ့်ဆက်ပြီးတော့အနိုင်ချင်းခံနေရဖြစ်ကြောင်းပြောပြလိုက်ပြီးလိုက်ထဲမှာရှင်းပြခဲ့ပေမဲ့ရှီမူရာစကားစပြောတဲ့အချိန်တွေကလိုက်ကိုပိတ်ပြီးဖြစ်ပြမလို့အလကားဖြစ်သွားပြီလို့ပြောပြလိုက်ပါတယ်။ဟာမာကန်ကတော့သူ့ကိုအဆက်ခွဲရဲ့အတွက်ကြောင့်မလို့တော်တော်ပသွားခဲ့ပြီးရှီမူရာကိုရိုင်းနှက်ခဲ့ကရှီမူရာလည်းလူလဲကိုခံနေရပါတယ်။ရှီမူရာရိုက်ခံနေရတွေတော့နေကွန်ကလည်းအမိရဖမ်းခဲ့ပြီးတစ်ဖက်မှာလိုင်းလွင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ရှီမူရာအနိုင်ကျင့်ခံနေရသည်များလိုင်းမော်ကိုရောက်သွားခဲ့ပါတယ်။ဟာမာကန်ထွက်သွားရမယ့်အချိန်မှာသူရစရာရှိတဲ့ရန်တစ်ထောင်ကိုပြန်တောင်းနေတာမလို့ဟာမာကန်လည်းထက်ရိုက်ဖို့လုပ်နေတော့မှအိုကီဆိုရဲကောင်လေးရောက်လာပါတယ်။
အိုဂီက MMA fighter တယောက်ဖြစ်တာကြောင့်မလို့ဟာမာကန်တို့ကကြောက်ရပြီးတော်ရုံကိစ္စတွေဆိုရင်ဝင်မပါပဲသူအိတ်လို့မရတာကြောင့်လာတာခဲ့တာပါဒါပေမဲ့ရှီမူရာကတော့အထိုးခံရတာများသွားလို့လဲကျတဲ့အချိန်မှာအိုဂီကပဲကိုရိုင်းချီခဲ့ပြီးတော့စေးပေးကန်းကိုလိုက်ပို့ခဲ့ပါတယ်ရှီမူရာပြန်နိုးလာတဲ့အချိန်မှာတော့သူရရမယ့်ရန်တတောင်းအတင်းတောင်းနေခဲ့ပေမဲ့ဗီဒီယိုကရန်ထူသွားတဲ့အတွက်ကြောင့်မလို့ဘလောက်မှမရလိုက်ကြအောင်နေကွန်လည်းပြောပြနေခဲ့ပါတယ်နေကွန်ကတော့ပတ်စံများများရဖို့ဆိုရင်မိနစ်ရှည်ဗီဒီယိုလိုအပ်ပြီးတော့အစောပိုင်းရိုက်ခံနေရတဲ့ဗီဒီယိုကအတူလေးပဲမလို့ရန်2000လောက်ပဲရကြအောင်ပြောလိုက်ပါတယ်သူတို့ရဲ့ပတ်စံများများရဖို့ဆိုရင်တော့ဟာမာကန်နဲ့ရိုက်ထားတဲ့တန်ကိုများများခံရမှာဖြစ်ပြီးတော့အချိန်ပူဆွဲထားဖို့လိုအပ်ကြောင်းနဲ့အချိန်ဆွဲနိုင်လေပတ်စံရဖို့ခွင့်ရများလေဆိုတော့ပြပြပါတယ်နေကွန်ကတော့တချို့ဆိုရင်ဗီဒီယိုတစ်ခုတည်းကနေတန်း200လောက်ထိရတာဖြစ်ကြောင်းပြပြလိုက်တော့ရှီမူရာတကောင်ကတော့စိတ်ကူးရရင်ကြည်နေခဲ့ပါတယ်နေကွန်ကဦးဆောင်ခဲ့ပြီးသူတို့ရဲ့ channel ကရန်ဖြစ်တာနဲ့ပေါက်ထားခဲ့တာမလို့သူတို့လောက်ပြရမှာကရန်စပြီးတော့ရန်ဖြစ်ဖို့ဆိုတာပဲဖြစ်ပါတယ်နေကွန်ကတော့အခုကစပြီးသူတို့တွေတငယ်ချင်းဖြစ်သွားပြီလို့ပြောပြခဲ့ပြီးနှစ်ယောက်အတူတူကွန်နန့်တွေလောက်ကြမယ်လို့ပြောလိုက်ပါတယ်ရှီမူကလက်မခံတဲ့အတွက်ကြောင့်မလို့နေကွန်လည်းသူနဲ့အတူတူပတ်စံတယောက်ဝက်ခွဲဝေပြီးတော့အမေဖြစ်သူအတွက်လေစီးဖို့လိုအပ်နေတဲ့ရှီမူရာအတွက်ဆုံးဖြတ်ဖို့အတွက်ပဲလုပ်လိုက်ပါတယ်တစ်ဖက်မှာတော့ယူမီနဲ့ဟာမာကန်တို့ကစားဖို့လုပ်နေကြတော့မှယူမီကတော့မနေ့ကရှီမူရာကိုနိုင်ကျင်းတဲ့ဗီဒီယိုကလိုင်းပေါ်မှာပေါက်နေပြီဖြစ်ကြောင်းပြလိုက်တော့တော်တော်လေးဒေါသထွက်သွားပါတယ်။ညဘက်မှာတော့ရှီမူရာလည်းဟာမာကန်စီကိုတစ်ချိန်လုံးထိုးခံရတဲ့ဗီဒီယိုကိုပြန်ကြည့်နေခဲ့ပြီးတော့သူဘလို့အချိန်ဆွဲရမလဲဆိုတာကိုစဉ်းစားနေပါတယ်။ဗီဒီယိုပြန်ကြည့်ရင်လည်းဘာလို့ရမလဲဆိုတာကိုစဉ်းစားနေတဲ့အချိန်မှာအခြေခံတိုက်ခိုက်နေဆိုပြီးတော့ YouTube link တစ်ခုကဗီဒီယိုရဲ့အောက်မှာလာမှန်ထားတာကိုတွေ့လဲရပါတယ်။ရှီမူရာလေးဝင်ကြည့်လိုက်တဲ့အချိန်မှာတော့ချက်ကောင်းပုံစံနဲ့ channel တစ်ခုဖြစ်နေခဲ့ပြီးဝင်ကြည့်တဲ့သူတယောက်မှမရှိတဲ့ channel ဖြစ်နေပါတယ်။ဗီဒီယိုတစ်ခုကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ချက်ကောင်းအုပ်စုပ်ဆောင်းထားတဲ့လူတယောက်ဖြစ်နေခဲ့ပြီးသူ့ကိုယ်သူ 2K ဖြစ်ကြောင်းမိတ်ဆက်နေခဲ့ပါတယ်။ချက်ကောင်းကတော့တယောက်နဲ့တယောက်တိုက်ခိုက်ရင်ဘလို့တိုက်ခိုက်ရမလဲဆိုတာနဲ့တိုက်ခိုက်မှုရဲ့လျှို့ဝှက်ချက်တွေကိုပြောပြဖို့လုပ်နေတော့မှရှီမူရာကလည်းငပေါ်ရှက်နေပဲဖြစ်မှာဆိုပြီးတော့စက်မကြည့်ပဲထားလိုက်ပါတယ်။ဂျပန်မှာတော့ဟာမာကန်တီကအရင်နေ့ကရှီမူရာကိုနှိမ့်ဆက်တဲ့ဗီဒီယိုကြောင့်မလို့ဘာကွန်တန်မှလုံလို့များဖြစ်နေခဲ့ပြီးအပြောကန်တတ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့တော်လေးစိတ်ညစ်နေခဲ့ပါတယ်။အရင်ဗီဒီယိုမှာလည်းထက်တန်းချောင်းသားဆိုတာပေါ်သားရဲ့အတွက်ကြောင့်မလို့ဘားရီတဲပါဝင်မရတော့ပဲအတင်းဆွဲထုတ်တာခံနေရတဲ့အတွက်ရူမီကတော့ဂီယူမဆိုင်ပဲလွတ်ပေးထားပါတယ်။ရှီမူရာအိပ်ပျော်နေတော့မှအမေဖြစ်သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့အနိုင်ကျင့်ခံရတာတွေပဲအိမ်မက်မှတ်ပြီးပြန်လို့လာတဲ့အချိန်မှာချက်ကောင်းသူရှိရောက်နေပါတယ်။ချက်ကောင်းကတော့မင်းနိုင်ရအောင်လို့သူနဲ့တူတူတငယ်ချင်းလောက်ပါလို့ပြောနေရင်ရလေရုပ်တရက်ကြီးပြန်ပြောက်သွားပါတယ်။အာကီကလည်းရှီမူရာအနိုင်ကျင့်ခံရတဲ့ဗီဒီယိုကြည့်ရင်ကလေသူနဲ့အဖြစ်တူနေခဲ့တာမလို့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။နောက်ရက်မှာတော့ကြောင်းမှာတော့ဟာမာကန်တယောက်ပေါက်ကွဲနေခဲ့ပြီးရှီမူရာကိုတဲတန်လိုက်ရှာနေရကြမလို့နေကုံကလည်းပုံဖို့အတွက်ပြောနေခဲ့ပါတယ်။ပုံရီယာကိုရှာတွေ့သွားခဲ့ပြီးရိုင်းနဲ့ခံနေရတာကြောင့်စိတ်မထိန်နိုင်တော့တဲ့ဟာမာကန်တယောက်ရှီမူရာကိုရှောင်းကနေဒီယိုတိုက်ဆွဲခေါ်သွားပြီးလှေကားပေါ်ကပစ်ချလိုက်ပါတယ်။လှေကားပေါ်ကပြုတ်ကျသွားတာတော့အောက်မှာရိုင်းနဲ့နေဆဲဖြစ်တာကိုတော့အာခီလေးတွေ့သွားခဲ့ပြီးနေကုံကတော့မရက်ဘူးဆိုရင်တော့လိုင်းမော်တင်မဲ့ဆိုပြီးရှင်းချပါတယ်။ဒါပေမဲ့နေကွန်ရဲ့ဖုန်းကလူရခံလိုက်ရပြီးအသေးအံရိုက်တာခံလိုက်ရတာကြောင့်မလို့သူပါမြေပြင်ပေါ်လဲကျသွားပါတယ်။ရှီမူရာကတော့အချိန်ယူဖို့ပတ်ပြေးနေခဲ့ပြီးဟာမာကန်ရဲ့ရိုင်းနဲ့တာကိုခံနေခဲ့ရတာကတော်တော်လေးနာကျင်နေခဲ့ပေမဲ့နေကွန်ရှိတဲ့ဘက်ကိုလှမ်းကြည့်နေပါတယ်။အစောပိုင်းကတည်းကနေကွန်ကတော့သူ့ရဲ့ဖုန်းလူယူခံရမှကြိုသိနေရကြမလို့ဖုန်းအောင်တစ်လုံးကိုယူသုံးတာဖြစ်ပြီးတော့လက်ရှိမှာတော့သူ့ရဲ့ဖုန်းနဲ့လိုက်လွှင့်နေပြီးသားဖြစ်နေပါတယ်။ဟာမာကန်ကတော့နောက်ကိုကောင်းမထောင်ရဲလာအောင်ရရက်ဆက်ဆက်ကိုရိုင်းနှက်နေခဲ့ပြီးရှီမူရာကိုလဲကျသွားပြီးထင်ပြီးပြန်ထက်သွားတဲ့အချိန်မှာတော့ပြန်ထလာခဲ့ပါတယ်။ရှီမူရာကတော့သူ့လိုအပ်တာငွေမလို့အောက်ရှီယာခွေးတစ်ကောင်လေးပြန်ကိုက်တက်တယ်လို့ပြောပြခဲ့ပြီးချက်ကောင်းရံနဲ့ကိုလည်းယုံကြည်သွားတဲ့အတွက်ကြောင့်မလို့စိတ်ထဲမှာဥတီချက်ချလိုက်ပြီးပြန်ထိုးဖို့လုံနေရင်နဲ့ဟာမာကန်ကိုပြန်ပြီးစိတ်ခေါ်လိုက်ရင်ဒီပိုင်းလေးကဒီမှာရင်ပြီးသွားခဲ့ပါတယ်။နောက်ပိုင်းကိုကြည့်ချင်တယ်ဆိုရင်တော့channel အောင်မှာရက်စုံမှန်ပေးခဲ့ကြပါကြောက်ချင်းတီကိုကျေးဇူးတင်တဲ့အတွက် channel ကို subscribe လုပ်ရသေးရင်လည်းအားလုံးလုပ်ပေးခဲ့ဖို့ပြောရင်းနဲ့ဒီပိုင်းလေးကဒီမှာပြီးသွားခဲ့ပါတယ်ရှီမူရာတော့လက်တီကိုဆုပ်ပြီးတော့ပြန်တိုက်ခိုက်မဲ့ပုံစံနဲ့ဟာမာကန်ကိုတော့ပြန်ဆင်ခေါ်လိုက်ပြီးတော့အရင်လိုအနှိမ့်ဆက်ခံကနေလွန်မြောက်ဖို့အတွက်လုပ်နေပါတယ်ဒီလိုစိတ်ရှိလာအောင်လို့အရင်နေ့တွေကတွေ့ခဲ့တဲ့
ကြက်ပါဗီဒီယိုကနေကြည်ထားတာဖြစ်ပြီးတော့စိတ်လွတ်နေတဲ့ရန်သူတယောက်ကိုတိုက်ခိုက်ရတာအလွယ်ဆုံးပဲဆိုတာပြောပြထားပါတယ်ပထမဆုံးချိန်မှာရန်သူကိုစိတ်လွတ်အောင်လုပ်ရမှာမလို့စိတ်အန်းတိုနေတဲ့ဟာမာကန်ရဲ့ပထမဆုံးလက်သီးချက်ကိုတော့ရှီမူရာလေးရှောင်ထားပါတယ်ရှီမူရာလည်းရှောင်လိုက်နေတဲ့အတွက်တခြားသူတွေနဲ့မကဘဲသူ့ဘာသာသူပါအံ့ဩနေခဲ့ပြီးအဲဒီချက်ဖကောင်ကတကယ်ပဲအလုပ်ဖြစ်ပြီးတော့တာမန်အောင်လုပ်ပြီးမှလားဆိုပြီးတွေးနေခဲ့ပါတယ်နောက်တစ်ချက်ကတော့အထိုးမခံရရင်မှလက်ကိုထိုးဖို့ရွယ်လိုက်တဲ့အချိန်မှာခေါင်းနဲ့ပြေးတိုက်ဖို့ဖြစ်တဲ့အတွက်ကြောင့်မလို့ရှင်ရူရာကလည်းဒီလန်အတိုင်းပဲလှုပ်ကြည့်လိုက်တဲ့အချိန်မှာတကယ်ပဲလုံးဝမနာတာကိုတွေ့လဲရပါတယ်ရှီမူရာလည်းကြက်ပပြောရဲမနာအောင်ထိုးကန်တဲ့နီလန်အောင်တုံပြီးအဆင်ပြေသွားခဲ့ပေမဲ့ဗီဒီယိုဆက်ပြီးမကြည့်တဲ့အတွက်ကြောင့်မလို့အဲဒီလောက်ပဲတီးလိုက်ပါတယ်ရှီမူရာလည်းထုံးစံအတိုင်းပဲရှယ်ကိုတိတ်ခံနေရပြီးတော့ထပ်တိုးတော့မဲ့အချိန်မှာပဲအာခီယာဆက်လို့ရင်တော့လိုက်လွင့်မာလို့ဝင်ပြောတဲ့အတွက်ကြောင့်မလို့ရှီမူရာတို့တက်တာရသွားခဲ့ပါတယ်ရှီမူရာနဲ့အာကီတို့လည်းရင်းနှီးသွားခဲ့ကြပြီးတော့အာကီကတော့မကြသေးခင်ကမှနိုင်ငံခြားပြောင်းလာဖြစ်ကြောင်းမိတ်ဆက်ခဲ့ပါတယ်ရှီမူရာတရားကတော့အချိန်ကြာကြာတောင်းကန်ပြီးလိုက်လွှင့်လိုက်တာဆိုပေမဲ့ရန်နှတောင်းခွဲလာပဲရလိုက်ပြီးတော့ဆက်တိုးနေရင်လည်းအကွက်မကြံတော့တဲ့အတွက်ကြောင့်မလို့ပိုဆိုးရုံပဲရှိပါမယ်အာကီကတော့အကောင့်မှာတင်နေတဲ့ဗီဒီယိုတွေကိုဘသူကအတစ်လောက်တာလဲမေးနေတော့နေကွန်ကတော့အကောင်လုံးသူကင်တွဲနေရမလို့သဘောကျလို့လားဆိုပြီးမေးပါတယ်အာကီကတော့အတစ်ကောင်မှာသာကြီးစုသူကြီးလည်းများမှဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ပြင်းပြကောင်အတစ်ကြတဲ့အတွက်ကြီးစုသူကြီးနေနေရလည်းဖြစ်နိုင်တယ်လို့ပြောပြပါတယ်အာကီကတော့သူကကျွမ်းကျင်တဲ့ editor တယောက်ဖြစ်တာကြောင့်မလို့ရှီမူရာတို့အဖွဲ့တွေကိုဝင်ကျင်တယ်လို့ပြောပြလိုက်ပြီးကန်လန်လိုက်ပါတယ်ရှီမူရာကတော့နည်းနည်းစိုးရိမ်နေခဲ့ပေမဲ့အာကီက channel subscriber ပုံများအောင်လုပ်ပေးမယ်လို့ပြောလိုက်တာကြောင့်နေကွန်ကလည်းမင်္ဂလိတယောက်ရဲ့အမြင်နဲ့သူတို့ဘွယ်ထဲမှာလိုအပ်တယ်ဆိုတာကိုပြောပြပါတယ်။ channel နာမည်ပေးဖို့တဲ့စဉ်းစားကြတဲ့အချိန်မှာအာကီကတော့သူစဉ်းစားထားတဲ့နာမည်ရှိကြောင်းပြောပြပြီး viral hit လုပ်ပြီးရင်ရောအသင့်တော်ဆုံးပဲလို့ပြောလိုက်ပါတယ်။ရှီမူရာကတော့ချက်ပါရဲ့လင်းကနာမည်နဲ့တော့ခက်စင်စင်ဖြစ်နေကြတာမလို့တမျိုးဖြစ်သွားခဲ့ပေမဲ့နေကုန်းကလေးသဘောကျရဲဆိုပြီးတော့ channel နာမည်ကို viral hit လို့ပဲပြောင်းလိုက်ခဲ့ကြပါတယ်။ရှီမူရာတရားအလောက်အားတဲ့အချိန်တွေဆိုရင်ချက်ပါပေးတဲ့သင်ခန်းစာတွေကိုအခြေခံအစပြီးတော့စနစ်တကျလိုက်လုပ်ပါတယ်။ရှီမူရာလည်းဒီလိုလုံးနေရုံနဲ့တာမာလာပါမလားဆိုတာစိုးရင်စင်းနေပဲဆက်လုပ်နေတဲ့အချိန်မှာခါကိုရောက်လာခဲ့ပြီးတော့နားချိန်ပြေးသွားပြီလို့လာပြောပါတယ်။ဂျပန်မှာတော့ရှီမူရာလည်းသူ့ရဲ့ channel အတွက် run နေတဲ့အတွက်ကြောင့်မလို့ပိတ်ရက်လေးတောင်းနေခဲ့ပေမဲ့မန်နေဂျာကတော့လူလဲပေးမဲ့သူမရှိတဲ့အတွက်ကြောင့်မလို့အဆင်မပြေကြအောင်ပြောပါတယ်။အဲ့ဒီချိန်ခါကိုရောက်လာခဲ့ပြီးတော့ရှီမူရာနာရဲ့တီဆိုရင်အလဲကျအကုန်လုံးဝင်ပေးမဲ့ဆိုရင်အဆင်ပြေနိုင်ကြအောင်ပြခဲ့ပြီးတော့ရှီမူရာလည်းကြားနေအားနာနေခဲ့ပါတယ်။ဒီလိုနဲ့မန်နေဂျာကတော့ရှီမူရာနာရဲ့ရက်တီမှာဝန်ထမ်းအားတဲ့သူတွေကအချိန်မစင်ပေးဖို့ရတဲ့အတွက် group chat ကိုဖွဲ့ပေးမယ်လို့ပြောလိုက်ပါတယ်။အလုံးမှာအဆင်ပြေအောင်လို့အကောင့်တွေအပ်တဲ့ဟာကိုရှီမူရာတကောင်ကတော့ပြောလို့မဆုံးဖြစ်နေခဲ့ပြီးတော့တကြီးကြီးနဲ့ဝမ်းသာနေခဲ့တာမလို့နေကွန်ကတော့ငပူကြီးလိုတောင်စားနေခဲ့ပါတယ်ရှီမူရာကတော့ခါပိုးရဲ့စတစ်ကာလေးကိုအရေးတယူလုပ်ပြီးပြနေတာကြောင့်သူတို့နှစ်ယောက်အတွက်တော့အရှိတရားခန်းလေးဖြစ်တော့မယ်ဆိုတော့ပြောပြနေပါသေးတယ်ကောင်လေးတယောက်ကတော့ရှီမူရာကိုမြင်ချင်းမှာပဲလိုင်းပေါ်မှာလိုက်လင်းတဲ့ဆယ်လီတယောက်ဆိုပြီးတော့ဝင်ရောလိုက်ခဲ့ပြီးဓာတ်ပုံတွေ့ရိုက်ဖို့လုပ်ပါတယ်လာနောက်ဆက်တဲ့အတွက်ကြောင့်မလို့ရှီမူရာတို့လည်းဖန်လို့ပြောလိုက်ခဲ့ပြီးရဲ့အချိန်မှာနှစ်ယောက်စလုံးကိုတခုခုလိုက်ကြွေးခြင်းလို့ဆိုပြီးတော့လင်းခေါ်သွားခဲ့ပြီးလမ်းကြားတစ်ခုတည်းကိုခေါ်သွားပါတယ်ရှီမူရာတို့ကိုလိုင်းပေါ်မှာငကြောင်နေမှန်းသိရဲ့အတွက်ကြောင့်မလို့အနိုင်ကျင့်ခဲ့ပြီးပတ်စံတွေယူသွားဖို့လုပ်ပေမဲ့ငမွဲနှကောင်စီမှာတော့ပတ်စံတစ်ပြားမှမရှိပါဘူးပတ်စံမရရဲ့ဆုံးမှာတော့ရှီမူရာရဲ့ဖုန်းကိုယူသွားဖို့လုပ်ပြီးတော့ခါအောင်နဲ့အခုမှအဆက်အသွယ်လေးရနေရဖုန်းကိုယူသွားမယ်ဆိုတော့တော်တော်လေးကြိုက်ရိုက်သွားပါတယ်ရှီမူရာကတော့ရဲသွားတိုင်ပဲလောက်ခဲ့ပေမဲ့အစောပိုင်းလမ်းကြားရဲ့ဝင်လာကလေးကနေကွန်ကလိုင်းလွန်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ viewer တွေတောင်းဆိုနေကြပြီလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ရှီမူရာကတက်ပြီးရိုက်ခံရမှာကိုကြောက်နေခဲ့ပြီးနေကွန်လည်းရဲတိုင်မှုပဲလှုပ်လိုက်မယ်လို့စိတ်ပြောင်းသွားခဲ့ပြီးတော့သူရဲ့လိုက်ကိုစောင့်ကြည့်ဖို့ရအတွက်ပြောသွားခဲ့ပြီးရှီမူရာကတော့နောက်ကနေလိုက်သွားပါတော့တယ်။ရှီမူရာလည်းနောက်ကလိုက်သွားတဲ့အချိန်မှာတော့ကောင်းကောင်းမွန်မွန်ပြန်တောင်းတာကိုလုံးဝမရပဲနဲ့ဂျပန်ကကတုံးကတော့ရှီမူရာကိုတီးပြမယ်ဆိုပြီးလိုင်းမှာပါဝင်ပြောခဲ့ပါသေးတယ်။ရှီမူရာလည်းနောက်ထပ်တက်ကြည့်ထားတဲ့ဗီဒီယိုဖိုင်တွေကိုပြန်ပြီးတော့စဉ်းစားနေခဲ့ပြီးတော့ပြိုင်ပတ်ရဲ့အားတန်တဲ့လက်ကိုအဓိကရှာရမှာဖြစ်လို့သူ့စီကလူသွားတော့ကညာဘက်လက်ဆိုတော့ကောင်းကောင်းမှတ်မိလိုက်ပါတယ်။ညာဘက်နဲ့ထိုးမယ်ဆိုရင်ဘယ်ဘက်မှာရက်နေရမယ်ဆိုတာသိလိုက်တဲ့အတွက်ကရုံးကောင်ထိုးတဲ့အချိန်မှာတော့တင်ပေးထားတဲ့အတိုင်းရှောင်လိုက်ပါတယ်။
ရှီမူရာလည်းကျပပြောတဲ့အတိုင်းကိုကန်လာရှောင်းလေးနည်းကိုအသုံးပြုခဲ့ပြီးကရုံတိုးတဲ့အချက်တွေကိုရှယ်ပလန်ထဲကိုရှောင်ခဲ့ပါတယ်။ကရုံလည်းတော်တော်စိတ်တူသားပြီးရဲ့နောက်မှာနောက်ကလိုက်ဖမ်းခဲ့ပေမဲ့ဘလို့မှဖမ်းမရပဲကန်လိုက်တဲ့ကန်ချက်ကိုတော့သူ့ရဲ့ဒူးနဲ့ကန်လိုက်တဲ့အတွက်ကြောင့်လို့ဘလို့မှမနာတဲ့အတွက်ပို့ပြီးတော့ပျော်ရွှင်လာပါတယ်။ရှီမူရာကတော့သူ့ကိုထိုးရဲလက်တီးချက်တိုင်းကိုခေါင်းနဲ့ပြေးဝင်တိုက်ပြီးမထိုးခင်အချိန်လေးမှာဇက်တိုက်ကိုပြေးဝင်တိုက်တဲ့နီးစနစ်ကိုအသုံးပြုပြီးတိုက်ပါတယ်။နောက်ဆုံးမှာတော့ကတုံးကောင်လည်းလက်တောင်မရွေးနိုင်တော့ဘဲနဲ့တော်တော်ကြီးအီစိန်သွားတဲ့အတွက်ကြောင့်မလို့ရှီမူရာရဲ့ဖုန်းကိုပြန်ပေးပြီးတော့ထပ်ပြေးသွားပါတယ်။ရှီမူရာလည်းပထမဆုံးနိုင်တဲ့ပွဲဖြစ်တာကြောင့်ပရိသတ်တွေကလည်းတခဲနဲ့ကိုအားပေးကြပြီးတော့ donate ပတ်စံတွေလည်းအလုံးရင်းနဲ့ကိုရှာလိုက်ပါတယ်။ဒါတော့တစ်ဖက်မှာစောင့်ကြည့်နေတဲ့ဟာမာကန်ကတော့မကြည်မချမ်းနေဖြစ်နေခဲ့ပြီးသူ့ရဲ့ channel လည်းအလုံးမဖြစ်တဲ့အချိန်ရှီမူရာတယောက်ပို့ပြီးတော့ပေါက်နေခဲ့တာလို့တော်တော်ကြီးဒေါသထွက်နေပါတယ်။အာဂီကတော့ live ကိုတေချာပြန်ကြည့်ခဲ့ပြီးတော့ active ပေးခဲ့ပြီးအတီးကတိုက်ခိုက်တဲ့အခန်းတွေရွေးပြီးတော့တေချာ active ပြီးတင်ပေးလိုက်တာကြောင့်အခုဆို viral ဟင်မှာဗီဒီယို9ခုရှိလာခဲ့ပါတယ်။နောက်ဆုံးဗီဒီယိုကအရန်ပေါက်သွားခဲ့တာမလို့ဝင်ငွေလဲတော်တော်ရလိုက်ပြီးရန်တတန်းထီအောင်ရလိုက်တဲ့အတွက်၃ယောက်သားပျော်ရွှင်နေကြပါတယ်။ရှီမူရာလည်းပတ်စံဘလို့ခွဲဝေကြမလဲပြောကြတဲ့အချိန်မှာအာဂီယာကတော့သူကဘာမှမယူဘဲနဲ့အပျော်တက်တက်ပဲပါဝင်လာဖြစ်တဲ့အတွက်ဝေစုကိုမယူဘူးလို့ပြောပေမဲ့နေကွန်ကတော့အာဂီယာမဲ့ဝေစုကိုသူတိမ်းပါပေးမယ်လို့ပြောပါတယ်။နေကွန်နဲ့ရှီမူရာတို့ဝေစုကိုခွဲတဲ့အချိန်မှာနေကွန်ကတော့သူကတီးဖြတ်ရေးနဲ့ producer ရဲ့အကောင်လောက်ရတဲ့အတွက်ဝေစုရဲ့90%လုံးကိုယူမယ်လို့ပြောလိုက်ခဲ့ပါတယ်။ဒါပေမဲ့ရှီမူရာသဘောမတူညီတဲ့အတွက်တဆင့်နှိမ်ပြီးတော့10%လောက်ပဲယူမယ်လို့ညှိလိုက်မှရှီမူရာလည်းသဘောတူညီသွားပြီးပို့ပြီးတော့ရင်းနှီးလာကြပါတယ်။တပတ်မှာတော့ရိုမီတယောက်လည်းလိုင်းလွှင့်နေတဲ့အချိန်မှာရှီမူရာအကြောင်းတွေပဲလာပြောနေလို့ရှီမူရာရဲ့ subscriber ဝင်ကြည့်လိုက်တဲ့အချိန်မှာသူ့တက်တောင် subscriber များနေရအောင်တွေ့လိုက်ရတာကြောင့်မကြည်မချမ်းနေဖြစ်နေပြီးတပတ်မှာအာမာကန်ကလည်းအတီတီးဖို့အတွက် training တွေလုပ်နေပါတယ်။ဒါရဲ့မေဖြစ်သူနဲ့တွားတွေ့ရဲ့အချိန်မှာထူးထူးခြားခြားပျော်နေလို့မေးကြည့်လိုက်တော့ရှီမူရာလည်းအလုပ်တွေအဆင်ပြေပြီးတငယ်ချင်းတစ်တွေရနေတယ်ပြောပြခဲ့ပါတယ်။အခန်းထဲမှာတခြားမိသားစုဝင်တွေကအင်ဂျီတစ်တွေဝယ်ပေးနေအောင်တွေ့ရတော့သူ့အမေဖြစ်သူကိုလည်းအင်ဂျီဟောင်းလေးကိုချီပြီးတော့ဝယ်ပေးခြင်းစိတ်တွေဖြစ်လာပါတယ်။ပြန်လာတဲ့အချိန်မှာခါကိုရုတ်တရက်ကြီးပြန်သွားဖို့ရှိန်လာတာကြောင့်တော်တော်လေးရအောင်သွားခဲ့ပြီးတော့သွားတွေ့ခဲ့ပါတယ်။ခါကိုကတော့ထုံးစံတိုင်းပဲအမြဲကိုလာပါနေခဲ့ပြီးတော့ရှီမူရာမြင်မြင်ကျဲမှာကျွေးသွင်းသွားရခဲ့ပြီးနဲ့အတူတူစကားပြောဖို့အတွက်ကော်ဖီဆိုင်အောင်သွားခဲ့ကြပါတယ်။ခါအိုကတော့အယောင်ပြောနေခဲ့ပြီးတော့အချိန်ပိုင်းလုံးပါတယ်။ကိုညီပေးတဲ့အတွက်ကြောင့်မလို့ရှီမူရာကိုကျေးဇူးတွေကျင်နေပါတယ်။ကော်ဖီမှာဖို့လုပ်နေတဲ့အချိန်မှာကော်ဖီရဲ့တစ်ခွက်နှုန်းကသူ့ရဲ့တပတ်စာစားစေးလောက်ရှိနေခဲ့တာမလို့ရှီမူရာတယောက်ကြောင်လန့်နေပါတယ်။နောက်ကနေနေကွန်နဲ့အာကီတို့ရောက်လာခဲ့ပြီးရှီမူရာနဲ့ခါအိုတို့ဒိတ်နေခဲ့တာကိုလိုင်းလွင်ပြီးတော့ရိုက်ခဲ့ပါတယ်။ရှီမူရာနဲ့ခါရိုစကားပြောနေတဲ့အချိန်မှာဘေးဘက်ဝိုင်းရနှစ်ကောင်ကတော့ရှီမူရာရဲ့ပုံစံကိုကြည့်ပြီးပေတီးပေဆုံနဲ့စော်ဒိတ်တယ်ဆိုပြီးတော့အပြစ်တင်နေခဲ့တာမလို့ရှီမူရာတယောက်တော်တော်သိငယ်သွားပါတယ်။အာကီယာနေရာလုံးပညာပေးခြင်းလို့တောင်းနေတဲ့ခွက်တွေကိုဖိတ်အောင်တိုက်လိုက်ခဲ့ပြီးအပြင်ဘက်ကိုထွက်သွားပါတယ်။ရှီမူရာလည်းတော်တော်သိငယ်သွားခဲ့ပြီးခေါင်းတော့မဖော်နိုင်တော့ပဲစိတ်ညစ်နေတာကိုခါအိုကတော့သူနဲ့တွေ့ရတာမပြောဘူးလို့ထင်သွားပြီးပြန်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့ရှီမူရာကတော့သူ့အတွက်မိန်းကလေးကျောင်းနဲ့ပထမဆုံးတွေ့ဆုံတာဖြစ်လို့ဘလို့နေရမယ်ဘလို့ဝတ်စားရမယ်ဆိုတာတွေကိုကောင်းကောင်းမသိတဲ့အကြောင်းပြောပြလိုက်ပြီးသူနဲ့တူနေတဲ့အချိန်မှာလည်းရှက်မအောင်စိုးရိမ်နေလို့ပြောပြလိုက်ပါတယ်။ခါအောင်လေးချီမူရာကိုစိတ်ရင်းကိုတီးလိုက်တဲ့အတွက်ကြောင့်မလို့အပြင်ထွက်ပြီးလမ်းလျှောက်စကားပြောကြမယ်ဆိုပြီးတော့ထွက်လာခဲ့ကြပါတယ်။ခါအောင်ကတော့အိုကီဆိုတဲ့ MMA fighter လေးနဲ့ငယ်ငယ်ကလေးကငယ်တငယ်ချင်းတွေဖြစ်နေရကြမလို့ဖုန်းဆက်လာတဲ့အကြောင်းပြောပြခဲ့ပြီးတော့အိုကီကလည်းဒီနားရောက်နေရမလို့လာတွေ့ချင်ကြအောင်ပြပြလိုက်ပါတယ်။အိုကီရောက်လာတဲ့အချိန်မှာရှီမူရာကိုလည်းမမိနေခဲ့ရမလို့နှုတ်ဆက်လိုက်ခဲ့ပြီးတော့၃ယောက်သာစကားပြောရင်းထွက်လာပါတယ်။အိုကီကတော့ရှီမူရာရဲ့ viral hit channel ကိုလည်းအားပေးနေကြအောင်ပြပြခဲ့ပြီးတကယ်တိုက်ခိုက်တတ်တာပဲလို့လည်းရှီကျူပါတယ်။နောက်ကနေနေကွန်တကောင်ကတော့၃ယောက်စလုံးကိုဆက်မပြတ်လိုက်ရနေပြီးပြိုင်ပတ်ရောက်လာပြီမလို့ပရိသတ်တွေကိုပို့ပြီးစိတ်ဝင်စားဖို့ပြောနေပါတယ်။ဒါပေမဲ့ရှီမူရာကတော့အရန်လိုက်ပတ်နေတဲ့အိုကီနဲ့ခါအိုတို့ကြည့်ရင်လည်းတိမ်ငယ်သေးဝင်လာခဲ့ပြီးတော့အရန်လိုက်ပတ်တဲ့လူနှစ်ယောက်ကြားမှာသူကကန့်လန့်ဖြစ်နေပါမလို့ပြန်ဖို့ကိုပဲလှော်လိုက်ခဲ့ပါတယ်။ရှီမူရာကတော့သူ့ရှော့ရန်နာလာတာကြောင့်ပြန်နေမယ်လို့ပြောလိုက်ခဲ့ပြီးတော့နှစ်ယောက်စလုံးဝင်ထားခဲ့ပြီးထွက်ပြေးလာပါတယ်။ပြန်ထွက်လာတဲ့အချိန်မှာတော့
ပြန်လာနေတဲ့နေကွန်ကိုတော့ကော်ဖီဆိုင်မှာတွေကတွေ့နေခဲ့တာမလို့ထွက်လာဖို့အတွက်ပြောလိုက်ခဲ့ပြီးတော့ပုံးနေရရက်လိုက်ဖို့အတွက်ပြောပါတယ်လိုက်ကိုလည်းပိတ်ခိုင်းလိုက်တာမလို့နေကွန်ကတော့ငကြောက်ကောင်လို့ပြောခဲ့ပြီးကိုရှိတဲ့သူနဲ့နှလုံးသားရယူဖို့အတွက်ရှင်ပြန်ရမယ်ဆိုတော့ရှီမူရာကိုပြောပါတယ်အားကောင်းတဲ့ပြိုင်ဘက်ပေါ်လာရုံနဲ့အချုံပေးလိုက်တာကအချုံသမားတွေလုပ်တဲ့အလုံးမလို့လက်မလျှော့ဖို့အတွက်ပြောပါတယ်ချီမူရာလည်းနေကွန်ကိုဖက်လိုက်ခဲ့ပြီးတော့သူ့အတွက်ကူပြီးစဉ်းစားပေးတာကြောင့်တကယ်ကိုတငယ်ချင်းကောင်းမဲလို့ပြောပါတယ်ချီမူရာလည်းခါကိုပြန်သွားကုန်မယ်ဆိုပြီးတော့ထပ်ပြီးသွားတဲ့အတွက်ကြောင့်မလို့နေကွန်ကလည်းလိုက်ကိုဆန်လွင်ခဲ့ပြီးတော့နောက်ကနေအပြီးပြင်ရိုက်ထားပါတယ်ပြန်ရောက်သွားတဲ့အချိန်မှာတော့အိုကီကကျင်သွားခဲ့ပြီမလို့ခါကိုတယောက်ပဲကျန်တော့တာဖြစ်တာကြောင့်ချီမူရာကလည်းပြောကြရှိရဲလို့ပြောလိုက်ပါတယ်ခါကိုတော့ဘလူကောင်လေးမျိုးသဘောကျရလဲဆိုတာမေးလိုက်ပြီးခါအိုကလည်းအရန်တက်မာတဲ့ပုံစံမျိုးကိုကြိုက်တယ်လို့ပြောပြလိုက်ပါတယ်။ပြောနေတော့မှပဲနေကွန်ကောင်ရှုံနေရနေထွက်လာခဲ့တာကိုတွားကြည့်လိုက်တဲ့အချိန်မှာတော့ဒဏ်ရာရီပြင်းနဲ့လဲနေရတွေ့ရပြီ။နောက်မှာဟာမာကန်တို့တစ်ဖွဲ့လုံးရောက်လာပါတယ်။ရှီမူရာကတော့ပြေးခိုင်းခဲ့ပေမဲ့ခါအိုကတော့ရဲတိုင်ကိုဖုံးဆက်ဖို့လုပ်နေတော့မှပဲဟာမာကန်ကတော့သူ့ဖုန်းနံပါတ်တောင်းတော့မပြီးပဲနဲ့ဒီလိုပါမောင်းတဲ့ကောင်နဲ့ကြလာတွေးနေရဆိုပြီးဒေါ်ဝါပြီး3အောင်လုံးဆွဲခေါ်သွားပါတယ်။ဟာမာကန်ကတော့ခါအိုကိုတင်းချက်မီးနေတဲ့အတွက်ကြောင့်မလို့ရှီမူရာလည်းသူနဲ့တက်ခိုက်ဖို့အတွက်စင်ခေါ်လိုက်ပါတယ်။ထိုးရဲလက်တီးချက်တွေကိုရှောင်နေရင်ကနေအရင်လိုပဲလက်တီးချက်နဲ့ခေါင်းနဲ့ဝင်တိုက်ဖို့လုပ်ပေမဲ့ဟာမာကန်ကတော့အောက်ကနေလက်တီးပင်ချက်နဲ့ထိုးလိုက်ပါတယ်။ဟာမာကန်မကန်ခင်မှာအကွက်တကကဲကိုပဲတုံးနေတဲ့အတွက်ကြောင့်မလို့သူကောင်းကောင်းသိရလို့ပြောပြခဲ့ပြီးလိုက်မှာလေဒီတကွက်ပဲတုံးနေရရှက်ဖို့ကောင်းနေဆိုပြီးတော့ရှက်ပလန်နဲ့တိတ်ပါတော့တယ်။ရှီမူရာလည်းသူရခဲ့တဲ့ပျော်ရွှင်မှုတွေကခဏတာဖြစ်သွားခဲ့ပြီးတော့အကုန်လုံးပျောက်ကွယ်သွားခဲ့ပြီးခါအိုကိုလည်းမကယ်တင်နိုင်လို့သူ့ကိုယ်သူတော်တော်လေးစိတ်ပြတ်သွားပါတယ်။ရှီမူရာတောင်းမနာတော့မရတော့ပဲတဲတောင်ထိုးရခံနေရပြီးအောက်ကပေါင်းပြီးရှွတ်မှတောင်းမှပေးမှလက်ခံမယ်လို့ပြောလိုက်ပါတယ်။ရှီမူရာလည်းပြန်မတက်ခိုင်းတော့တဲ့ဆုံမှာဟာမာကန်ပြောသလိုပဲဝစ်စားရရှိပြီးတော့အောက်ကပေါင်းပြီးနဲ့တောင်းမှလိုက်တဲ့အချိန်မှာတော့အဆက်လုံးဝခွဲသွားပါတော့တယ်။လိုက်ကလည်းဖွင့်ပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မလို့ရှီမူရာတယောက်ရှက်ခွဲသွားခဲ့ပြီးသူရှေ့ရတဲ့ကောင်မလေးအချိန်မှာသူ့ရဲ့အဆိုးအဆုံးပုံစံနဲ့လှောင်ပြောင်နာခံခဲ့ရတာမလို့တော်တော်စိတ်ပြတ်သွားပါတယ်။ဒါပေမဲ့ရှီမူရာကတော့ဟာမာကန်ရဲ့အကောင့်ပိတ်သွားအောင်လို့သူ့ရဲ့အောက်ကဘောင်းမီကိုပါထပ်ရှုပ်ဖို့လုပ်လိုက်ခဲ့ပြီးတော့တကယ်ရှုပ်လိုက်မယ်ဆိုရင်ဟာမာကန်ရဲ့ YouTube ကောင်ကလုံးဝပြတ်သွားမှာပါ။ဒါကြောင့်မလို့ဘောင်းမီကိုဆွဲရှုပ်ဖို့လုပ်နေတော့မှာပဲဒီပိုင်းလေးကဒီမှာပြီးသွားခဲ့ရမလို့နောက်ပိုင်းကိုကြည့်ကျင်နေဆိုရင်တော့ရက်စုမှန်ပေးခဲ့ပါရှီမူရာလည်းဟာမာကန်ရဲ့အကောင့်ပိတ်သွားအောင်လို့ဘောင်းမီကချွတ်တော့မယ့်အချိန်မှာတော့နောက်ကနေအိုကီရောက်လာခဲ့ပြီးတားထားလိုက်တာကြောင့်ပြန်ဝဲပေးချခဲ့ပါတယ်။လိုင်းလွင်းနေတော့ကောင်တွေကိုအကောင်လုံးကလည်းတယောက်ချင်းစီကြွေးပေးလိုက်ခဲ့ပြီးတော့အိုကီကတော့အားလုံးတိတ်ပေးလိုက်ပါတယ်။ခါအိုကအိုကီရဲ့တငယ်ချင်းမှမသိရဟာမာကန်တရားမကျေနပ်ပဲနဲ့အကြည့်တွေနဲ့ကြည်နေခဲ့ပြီးတော့ MV Fighter တရားဖြစ်တာကြောင့်ရင်မဆိုင်ရဲပဲနဲ့ပြန်ထွက်သွားပါတယ်။ခါအိုကတော့လိုင်းပေါ်မှာအချက်တကွဲဖြစ်သွားရင်ရှီမူရာအတွက်စိုးရိမ်နေခဲ့ပေမဲ့အိုကီကတော့အန်နီယမဖြစ်အောင်လို့ပြန်ခေါ်သွားပါတယ်။ခါအိုသဘောကျတဲ့ပုံစံလို့တမ္မာရဲ့သူမျိုးကသူ့ရဲ့ရှိမှမရက်တီပေးနေတဲ့အချိန်မှာဘာမှမလုပ်နိုင်ပဲဆက်တကွဲဖြစ်ခဲ့ရတဲ့သူ့ကိုယ်သူအားမလို့အားများဖြစ်နေပါတယ်။နာကျင်စရာတွေနဲ့အဆက်ကွဲမှုတွေအပါအဝင်ရှင်းမဆက်နိုင်လောက်အောင်ကိုနာကျင်နေတဲ့ခံစားချက်တွေနဲ့ရှီမူရာတယောက်လည်းမိုးရီထဲမှာတယောက်တည်းကြံနေခဲ့ပြီးတော့တစ်ပတ်မှလိုက်ကြည့်နေတဲ့အာခီကလည်းစိတ်မကောင်းဖြစ်နေပါတယ်။သူရှင်တန်ခဲ့ရတဲ့ပျော်ရွှင်မှုတွေနဲ့အိမ်မက်တွေကောင်းတော့အဆုံးသက်သွားပြီလို့တွေးနေခဲ့ပြီးတော့လက်ရှိမှာလည်းနာကျင်စရာတွေနဲ့ပဲဘဝကိုအဆုံးသတ်ဖို့ရအတွက်ငိုကြွေးနေပါတယ်။နောက်ရက်မှာဟာမာကန်လည်းဟန်ဆောင်မှုတွေမရှိတော့တဲ့သူ့ရဲ့ကြံတန်းတဲ့ပုံစံတရုံမှန်နဲ့ပဲလိုင်းလွင့်နေခဲ့ပါတယ်။ရှီမူရာမရှိတဲ့အချိန်မှာတငယ်ချင်းဖြစ်တဲ့နေကောင်ကိုရေစရာဖြစ်တဲ့မျက်နှာပြအောင်ပြင်ဆင်ကြပြီးတော့ဟာသားအနေနဲ့လာမြောင်ကြပါတယ်။တပတ်မှာလည်းအာကီကိုတော့ကာမာလေးတွေလည်းဗာရီဟေးရဲ့အတက်တာမန်တီးရဲ့အတွက်ကြောင့်မလို့အရင်တိုင်းပဲဆက်ပြီးနိုင်ကျင်ကြပါတယ်။ရှီမူရာတွေကကြောင်းမလာတော့ရဲ့အတွက်ကြောင့်မလို့ရူမီကလည်းသူ့ရဲ့ဗီဒီယိုတွေကိုအတင်းကျပ်အတစ်ခိုင်းနေတဲ့အတွက်ကြောင့်မလို့ဟာမာကန်ကိုကြားရတဲ့နေကောင်လည်းလှုပ်ပေးနေခဲ့ရပါတယ်။အာကီလည်းရှန်နယ်ထဲမှာစာရဝင်ကြည့်လိုက်တဲ့အချိန်မှာစောင့်နေတဲ့ပရိသတ်တွေအများကြီးရှိနေတဲ့အပြင်ရှီမူရာကိုပျောက်ကွယ်သွားစေနေတဲ့သူတွေလည်းရှိနေပါတယ်။တပတ်ကအလုံးမှာတော့ရှီမူရာမလာကြောင့်မလို့စိုးရင်စိမ့်နဲ့ message တွေပို့နေခဲ့ပေမဲ့ခါအိုရဲ့စာတွေကိုတော့စာမပြန်တာကြောင့်ပို့ပြီးတော့စိုးရင်လာပါတယ်။ရှားလို့ပေါ်ကိုင်းဘတ်တီကတော့ရှီမူရာတရားလိုင်းဝမှာရှက်တကွဲဖြစ်သွားလို့မလိုင်းနိုင်တော့ဆိုပြီးပြောနေတဲ့အချိန်မှာခါအိုလည်းမဆိုင်ရဲမပြောနဲ့ဆိုပြီးတော့ဝင်ပြောလိုက်ပါသေးတယ်။ခါအိုကတော့အိုကီကိုဖုံးဆက်ပြီးလမ်းမေးကြည့်ပေမဲ့
ဟုတ်ကဲ့လေကြောင်းမလားကြာပြီဖြစ်ကြောင်းပြပြလိုက်တော့သူ့ရဲ့တိတ်ခါရေးအတွက်အများကြီးကြီးကြိုက်သွားတဲ့အတွက်သူတို့လည်းဘာမှမလုပ်ပြီးနိုင်ကြောင်းပြပြပါတယ်တပတ်မှာတော့လိုင်းလွင်းနေတဲ့ရူမီရဲ့အကောင်မှာရှီမူရာရဲ့ Fire Channel အကြောင်းကိုပဲလက်တိုက်မီးနေခဲ့ကြတာမလို့ရူမီကတော့သူကပြက်စီးသွားပြီလို့ပြပြပါတယ်အဲမှာတော့ခါကိုလည်းအရန်စိုးရင်နေခဲ့တာကြောင့်မလို့ရှီမူရာရဲ့အိမ်ထိလိုက်သွားခဲ့ပေမဲ့ရှီမူရာကိုအိမ်မှာမတွေ့ရပဲနဲ့အာကီနဲ့တူခဲ့ပါတယ်နေရာသားစကားကြီးပြောနေကြရင်နဲ့အာကီကရှီမူရာကိုလာချာရဲ့တငယ်ချင်းဖြစ်ကြောင်းပြပြလိုက်ပြီးတော့ခါအောင်လေးစိတ်ပူပေးနေတာသူတယောက်တည်းမဟုတ်တော့ဘူးဆိုတာကိုကောင်းကောင်းသိလဲရပါတယ်တကယ်လို့သာရှီမူရာသာထွက်ပြေးသွားမယ်ဆိုရင်တော့သူ့ရဲ့ကြံရှိနေတဲ့ဘဝတစ်ခြားလုံးနဲ့ထွက်ပြေးရင်းနဲ့ပဲကော်ဆုံးနေပါကိုအာကီလည်းမဖြစ်စေချင်ဘူးလို့ပြောပြနေပါတယ်အာကီကတော့ရှီမူရာတို့ဖွဲ့ရတယောက်ဆိုတာခါအောင်လေးတည်သွားပြီးရဲ့အချိန်မှာအာကီကလည်းသူဆက်ချအောင်မယ်လို့ပြောပြီးနှုတ်ဆက်ပြီးတော့ထွက်လာပါတယ်။ကြားမှာကတော့ရှီမူရာမလာမချင်းနေကိုပဲနှိမ့်ဆက်နေခဲ့ကြပြီးလိုင်းလွင်းတဲ့အချိန်မှာလည်းရှီမူရာရဲ့မကောင်းကြောင်းတွေကိုတင်းကျပ်ပြောခိုင်းပါတယ်။နေကိုလည်းရှီမူရာသူ့အတွက်တငယ်ချင်းကောင်းဖြစ်တယ်ဆိုပေမဲ့အရိုက်ခံရမှမအောင်ကြောက်နေတဲ့အတွက်ကြောင့်မလို့သူပြောတဲ့အတိုင်းပဲခိုင်းတာကိုလုံနေခဲ့ရပါတယ်။ရိုက်ခံရမှကိုကြောက်နေတဲ့အတွက်ကြောင့်မလို့ရှီမူရာပတ်စံအတွက်တမင် channel ကိုလှုပ်ရှားနေကြောင်းကိုမကောင်းတဲ့အကြောင်းတွေကိုပြောပြရပါတယ်။လိုင်းလွင်ပြီးရဲ့အချိန်မှာရှီမူရာဘမှာရှိမလဲဆိုတာကိုမေးနေပြီးနေကိုလည်းသူတကယ်မသိပင်ပြောနေနေမယ်လေရိုက်တာကိုပဲခံနေခဲ့ရပါတယ်။ဇက်တိုက်ရိုက်နေတာကိုရှိန်တော်ကြခံနေခဲ့ရမလို့ရှီမူရာကိုရှာပြီးပြန်လာခဲ့ပါမယ်ဆိုပြီးတော့ထပ်ပြေးလာခဲ့ပါတယ်။အထိုးခံရလို့ထွက်လာတဲ့အချိန်မှာအာကီနဲ့တဲ့တိုးပြီးတော့ရှီမူရာအကြောင်းမေးခဲ့ပေမဲ့သူပဲထိခိုက်ခံနေရတာမလို့သူ့အမေရှိရဲ့စေးရုံထိတွားမိဖို့ကိုလုပ်လိုက်ပါတယ်။အဲကောင်လည်းရှီမူရာအကြောင်းတစ်ချိန်လုံးရိုက်ခံနေရမလို့စိတ်တူတူနဲ့စေးရုံကိုလိုက်သွားခဲ့ပြီးတော့အမေဖြစ်သူကိုတွားမိခဲ့ပါတယ်။အမေဖြစ်သူလည်းရှီမူရာလည်းသူ့စီမလာတာတော်တော်လေးကြာပြီလို့ပြောလိုက်ခဲ့ပြီးနေကုံကိုလည်းတည်နေခဲ့ပြီးတော့ခြေသူတင်နေပါတယ်။သူ့ရဲ့သားလေးကူနောက်ပိုင်းပျော်ရွှင်လာပြီးတော့တငယ်ချင်းတစ်တည်ရခဲ့ပြီးနေကွင်ရဲ့အကြောင်းကိုလည်းအမြဲတမ်းပြောပြကြောင်းတည်နေခဲ့တာလို့ပြောပြခဲ့ပါတယ်။ပြီးတော့ငယ်ငယ်လေးတွေကတငယ်ချင်းမရှိပဲကျောင်းမှလည်းအဆင်ပြေပါမလားဆိုတဲ့စိုးရိမ်နဲ့မိခင်အတွက်သူ့ရဲ့သားလေးနာမှာတငယ်ချင်းကောင်းမရှိနေခဲ့တာကိုနေကွန်ကိုကျေးဇူးတင်နေပါတယ်။နေကွန်လည်းသူ့မှာစီမူရာကြောင့်နာကျင်ရတယ်လို့ထင်ရပေမဲ့သူ့ဘော်တကယ်ကောင်းတဲ့တငယ်ချင်းစိတ်နဲ့ခင်တဲ့သူကိုအခုလိုမကောင်းစိတ်တဲ့ဝင်ပြီလို့နှောင်နှားရနေခဲ့ပါတယ်။တပတ်မှာတော့ရှီမူရာတရားတိုင်းရဲ့မြေတုံးထက်မှရောက်နေခဲ့ပြီးခုံရှားဖို့လုပ်နေတော့မှာပဲနောက်ကနေအာခီရောက်လာခဲ့ပြီးတိုက်ပေါ်ကခုံရှားတာအထိုးခံရတဲ့အများကြီးနာရဲလို့ပြောပြပါရဲ့ဒါပေမဲ့ရှီမူရာကတော့သူ့ရဲ့အကြီးတန်းဆုံးပုံစံကိုထုတ်ပြခဲ့ပြီးတောင်လို့အသက်ရှင်နေတဲ့ဘာတိပဲမှမရှိတော့ကြောင်းပြောပြပါရဲ့ရှီမူရာပြောနေတော့မှအာခီကတော့သူ့ရှိကနေကြော်ပြီးတိုက်ပေါ်ကနေခေါ်ချသွားတာလို့လန်သွားခဲ့ပေမဲ့အာခီကတော့အောက်မှာတစ်ထပ်ရှိနေမှန်းသိလို့တမင်ခုံချလိုက်တာပဲဖြစ်ပါရဲ့သူကိုယ်တိုင်လည်းနိုင်ချင်းခံနေရတော့ကအချိန်မောင်းများစွာဒီကိုရောက်ခဲ့ဘူးကြောင်းပြောပြခဲ့ပြီးလေလေနဲ့အရှုံးမပေးဖို့အတွက်နဲ့အစင်မြင်ပြေတာကိုတယောက်တည်းမဟုတ်ဘူးဆိုတာကိုပြောပြလိုက်ပါတယ်။အာကီကတော့ Viral ရဲ့ subscriber တွေကဒါကြောင့်ကိုတိုးတက်လာနေရမလို့အခုချိန်နောက်ဆုံးဗီဒီယိုတင်မယ်ဆိုရင်အကောင်းဆုံးပေါက်သွားနိုင်တယ်လို့ပြောပြပါတယ်။ရှီမူရာလည်းစိတ်ဝင်စားတော့ကြောင်းပြောခဲ့ပြီးအာကီကတော့တေးကြရဲဆိုရင်လည်းတခြားနေရာမှာတေးဖို့အတွက်ပြောပြီးဒီနေရာသူ့အတွက်လို့ပြောပြလိုက်ပါတယ်။ဒါရဲမှာတော့အိုကီရှိရဲ့ဂျင်ကိုရိုက်သွားခဲ့ပေမဲ့စာပိုးတဲ့စာတွေကိုမဖတ်ပဲကျောင်းလဲမလာတလားလောက်ရှိပြီမလို့ခါကတော့စိတ်ပူပြီးလိုက်သွားပါတယ်။ကျောင်းမှာလည်းဟာမာကန်ကတော့သူ့ရဲ့ viewer တွေကိုရှီမူရာကိုနှိမ့်ဆက်ပြမယ်ဆိုပြီးတော့မစ်ရှင်ကြာကျုံသွားခဲ့ပြီမလို့နေကွန်ကိုပဲဝိုင်းရိုက်နေခဲ့ကြပါတယ်။ဟာမာကန်ကတော့ရှီမူရာရောက်လာအောင်လို့နေကွန်ကိုရိုက်နှက်နေတဲ့ဗီဒီယိုဖိုင်ကိုရိုက်ဖို့အတွက်ပြင်ဆင်လိုက်ကြပါတယ်။ရှီမူရာရောက်လာခဲ့ရင်လွတ်ပေးမှမလို့နေကွန်ကိုလာဖို့ပြောခိုင်းခဲ့ပေမဲ့သူ့အပေါ်မှာတငယ်ချင်းစိတ်သက်ရှိတဲ့ရှီမူရာကိုကြောင်းမလာနဲ့လို့ပြောလိုက်ခဲ့ပြီးလာရင်လည်းအသေးသက်ခံရလိမ့်မယ်လို့ပြောလိုက်ပါတယ်။ကနာနေတော့ရှီမူရာရောက်လာခဲ့ပြီးတော့နေကွန်လိုက်လွှင့်ဖို့တက်ပြောလိုက်ပြီးရှီမူရာရောက်လာတာသူတယောက်တည်းမဟုတ်ဘူးဆိုတာသိသွားတဲ့အချက်ကြောင့်ပဲဖြစ်ပါတယ်။အဲဒီချိန်မှာအာခီတို့ကရောက်လာခဲ့ပြီးတော့လိုက်ရဲ့ခေါင်းစဉ်ကိုတော့အနိုင်ကျင့်တဲ့ကောင်ကိုပြန်သိမ့်မယ်ဆိုတဲ့ခေါင်းစဉ်နဲ့တင်လိုက်ခဲ့ပြီးတက်ခိုက်ဖို့အတွက်စတင်ပါတော့တယ်။ဟုတ်ကဲ့လေစိတ်ပူလို့မလို့တော့ကြောင်းပြပြလိုက်ပြီးတော့တိုင်းလွင်နေရာပြလိုက်ခဲ့ပြီးခါကိုလည်းအံ့ဩပြီးစောင့်ကြည့်နေပါတယ်။ရှီမူရာကတော့နိုင်ယူဖို့အတွက်စက်ပါရဲ့ဗီဒီယိုကိုကြည့်ထားခဲ့ပြီးတော့မတ်တင်နေနဲ့သူ့ရဲ့ခန္ဓာကိုယ်ကြန့်ခံရလောက်အောင်မှဖြစ်တာကြောင့်ရက်တွေအများကြီးတာမန်အောင်လို့လေ့ကျင့်ခဲ့ပြီးတော့လေ့ကျင့်ခန်းတွေလည်းအများကြီးလုပ်ခဲ့ပါတယ်။ကိုယ်ခန္ဓာအတွက်လည်းလုံလောက်တဲ့ protein တွေချအောင်လို့ဇက်တိုက်ကိုစားတော့ခဲ့ပြီးတော့ခန္ဓာရဲ့ချစ်အောင်လေ့ကျင့်ခန်းတွေဆက်လုပ်ပါတယ်
ရှီမူရာကတော့စိန်ခေါ်လိုက်တဲ့အတွက်ကြောင့်မလို့နောက်ကနေထိုးနေရကိုအစမပြတ်ရှောင်နေခဲ့ပြီးတော့စတိုက်ကိုတိုက်ခိုက်နေလို့တခန်းလုံးပြောင်းဆက်နေခဲ့ပါတယ်။ခုံနေပါရိုက်ခွဲပြီးလိုက်ပြီးတိုက်ခိုက်ခဲ့ပေမဲ့ဆက်တော်များများလွတ်နေခဲ့ပြီးထိုးတဲ့ထိုးချက်တွေကိုတော့သူ့ရဲ့ခေါင်းနဲ့ခံပြီးပြန်ပြီးတော့တိုက်ခိုက်တာပါရဲ့။တိုက်ခိုက်နေတော့မှာပဲလုံနေခဲ့တဲ့အချက်တွေသူ့ရဲ့အရှို့တွေကိုကင်ပေါက်တာခံလိုက်ရတာကြောင့်မလို့တော်တော်ကြီးစိတ်သွားပါရဲ့။ရှီမူရာလည်းပြန်ထလာတဲ့အချိန်မှာတော့တိုက်ခိုက်ဖို့တင်းဖြစ်နေခဲ့ပြီးကျပပြောရတဲ့အတိုင်းပဲစိတ်ကိုရင်ဆုံးတည်ငြိမ်အောင်ထားလိုက်ပါရဲ့။တိုက်ခိုက်နေစနစ်တစ်ခုတည်းကိုလေ့ကျင့်ထားတာကြောင့်ထိုးလိုက်တဲ့အချိန်မှာတော့အားကုန်သုံးတဲ့အပိုင်းကိုတီးကမထားပဲအပိုင်းကိုတီးကထားပြီးတော့ကြောက်ကိုအားကုန်သုံးပြီးပိတ်ကန်လိုက်ပါရဲ့။ဒီစနစ်ကိုတော့ပဲအိတ်ဒီနဲ့အချိန်ပေါင်းများစွာကန်ခဲ့ပြီးအိတ်ရီတစ်လုံးပြီးလုံးပေါအောင်အချိန်ပေါင်းများစွာလေ့ကျင့်ခဲ့တာပါ။ဟာမာကန်ကတော့အောက်ပိုင်းကန်ချက်ဆိုတာပအောင်ကန်ရတယ်လို့ပြောပြခဲ့ပြီးလုံအောင်မလာဘူးဆိုပြီးရှေ့ထွက်လာတဲ့အချိန်မှာထော်နေဖြစ်သွားခဲ့ပါရဲ့။ OK ကတော့အောက်ပိုင်းကန်ချက်တော်တော်များများကိုပအောင်ကန်ရတာဆိုပေမဲ့ရှေ့တစ်လုံးမှာအကာအကွယ်မရှိတာကြောင့်ပို့ပြီးတော့လှုပ်ပစ်တယ်ဆိုတာကိုခါအောင်ကိုရှင်းပြနေပါရဲ့။နောက်ပိုင်းမှာတော့သူ့ရဲ့အထီးကအကွက်တစ်ကွက်ဖြစ်တဲ့ခေါင်းနဲ့ကာကွယ်တဲ့နီးကိုတုံးခဲ့ပြီးတော့ချောင်းနဲ့ဆက်မပြတ်လက်ရိုက်ခဲ့ပါရဲ့။ဒါပေမဲ့ကြာမရလိုက်ပဲနဲ့နောက်တဲ့ကန်နဲ့ခြေတော်ကိုတားရခံလိုက်ရပြီးပြင်းထန်တဲ့လက်သီးချက်မိသွားခဲ့တာမလို့တော်တော်ကြီးထိနာသွားပါရဲ့။ရှီမူရာရဲ့ကွက်တွေကိုတီးသွားတဲ့အတွက်အလုံးမဖြစ်တော့ပဲစတိုက်ကိုကျုံခံနေရခဲ့ပြီးတော့ရှယ်ကိုအသိခံနေရတဲ့အတွက်ရှီမူရာလည်းလဲကျသွားပါရဲ့။ရှီမူရာလည်းသူ့ဘဝဘလို့ဖြစ်ခဲ့ပြီးတော့နှိမ့်ချခဲ့ရလဲဆိုတော့ပြန်လည်စဉ်းစားပြီးအခြားအားလုံးကဟာမာကန်ကြောင့်ဖြစ်ခဲ့ရတာပါ။ဟာမာကန်ရောက်လာတဲ့အချိန်တည်းကသူ့ရဲ့ဘဝစောက်တိုးမှုမြော်ဖြစ်သွားခဲ့ပြီးသူမရောက်ခင်ချိန်တော့ဆိုရင်တငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးရှိနေခဲ့ပြီးတငယ်ချင်းတွေကသူ့ကိုရမ်းချစ်လာကြမလို့မနာလိုတဲ့ဟာမာကန်ကရှီမူရာဦးတီဗီနေဆက်ခဲ့ကအရှုံးသမားဘဝကိုတွန်းပို့ခဲ့တာပါ။ဒါကြောင့်လို့ရှီမူရာလည်းသူအရှုံးသမားဘဝလွန်မြောက်ဖို့ရအတွက်ဒီလက်တစ်ခုပဲရှိတယ်ဆိုပြီးတော့ဟာမာကန်ကိုလဲထိုးဖို့အတွက်တစ်ခုရဲတော်နေပါ။ဒါကြောင့်လို့ရှီမူရာလည်းပြန်ထိုးဖို့အတွက်ကျွေလိုက်ခဲ့ပြီးအကောင်လုံးအားပေးနေခဲ့ကြတာတပတ်မှဆိုရင်လည်းစိုးရိမ်စိတ်တွေနဲ့ကြည်နေပါရဲ့။ဟာမာကန်တယောက်ကတော့သူ့ရဲ့ချစ်ကိုထွက်လာခဲ့ပြီးတော့ထိုးဖို့လုပ်နေတဲ့အချိန်မှာအကန်ခံထားတဲ့ရှောက်တွေကဒိုင်ကြောင့်မလို့ရှောက်ခွင်သွားခဲ့ပြီးတော့ရှီမူရာလည်းသူ့ရဲ့လေ့ကျင့်မှုတွေကိုအကုန်ပေါင်းခဲ့ပြီးမျက်ခွတက်တဲ့ကိုအားကုန်ထိုးပေးလိုက်တဲ့အတွက်ကြောင့်မလို့သွေးပါထွက်ပြီးမိတယ်သွားပါရဲ့ပရိသတ်တွေလည်းရုံနိုင်မယုံနိုင်အောင်ဖြစ်သွားခဲ့ပြီးတော့အားပေးနေကြခဲ့ပြီးအာခီကလည်းအကောင်းဆုံးလုပ်ခဲ့ရပဲဆိုပြီးရှီကျူနေပါရဲ့ဂျပန်မှာအိုဂီကတော့အရန်ကောင်းတဲ့နိုင်ဝဲတစ်ခုပါပဲလို့သုံးသပ်ရင်ခါအိုကလည်းအရန်ဝမ်းသာပြီးတော့ပြောနေပါရဲ့တောင်းသားပြင်ကိုထွက်လာတဲ့အချိန်မှာစောနာဗီဒီယိုကကြီးစုသူရန်များသွားတဲ့အတွက်ကြောင့်မလို့တတန်းပြေးဖို့နည်းနည်းပဲလိုတော့ရလို့ပြောပြပါရဲ့နေကောင်ကတော့သူ့ကိုလာခဲ့ပြီးတဲ့အတွက်ကျေးဇူးတင်နေပြီးရှင်မူရာကတော့သူ့ဘက်ဆိုင်ရလိုက်တာကြောင့်ဝမ်းသာနေပါရဲ့နေကောင်ကတော့သူ့ကိုကဲတင်ပေးခဲ့ပေမဲ့ရှင်မူရာကတော့ပတ်ဆိုင်ရအောင်လှုပ်လိုက်တာပဲလို့ပြောခဲ့ပြီးနှစ်ကောင်သားရန်ဖြစ်နေရကိုအာခီလဲကြည့်နေသဘောကျနေပါရဲ့နိုင်ကြောင်သွားမဲ့အချိန်မှာဒါပေမဲ့ရှင်မူရာလည်းမျက်နှာသာပေးခံရပြီးတော့ကျောင်းမှလူရှိလူကင်ပြန်ပုံများလာခဲ့ပြီးအရင်ကဆောင်ပဲနေတဲ့ကောင်တွေကမုန်းလိုက်ကြွေးမဲ့ရီတောင်ဖြစ်ကုန်ပါရဲ့ဟာမာကန်ကလည်းနောက်ဆုံးရှုံးသွားပြီးကြတဲ့ပေါ်မလာတော့ဘဲနဲ့သူ့ရဲ့တိတ်ခါကိုကြာစင်းစီရဲ့ကိစ္စဖြစ်သွားတာကြောင့်လုံဝအောင်ကြောင်းမတက်တော့တာပါဟာမာကန်မရှိတော့ရဲ့နောက်ပိုင်းမှာရူမီကလည်းဘာမှမဟုတ်တော့ရဲ့အတွက်ကြောင့်မလို့တော်တော်ကြီးစိတ်ပြတ်နေခဲ့ပြီးကျောင်းကနေပေကန်တရားဖြစ်နေပါရဲ့ဒါပေမဲ့သူ့ကိုတော့ influencer လုပ်ဖို့အတွက်ကုမ္ပဏီတစ်ခုကကမ်းလှမ်းလာတာကြောင့်မလို့ရူမီလည်းစိတ်ဝင်စားသွားခဲ့ပြီးတော့တွေ့ဖို့လုပ်ပါရဲ့ရှီမွေရတကောင်ကတော့အောင်မြင်နေပြီဆိုတော့သူတို့ပြစ်ထားရဲဆိုပြီးနေကွန်တကောင်မကြည်မနှက်တွေဖြစ်နေခဲ့တာအာခီကတော့နောက်တစ်ပြိုင်ပဲရှာပေးဖို့အတွက်ကနင်းရဲလုပ်ပဲဆိုပြီးတော့ခိုင်းလိုက်ပါရဲ့အာခီကတော့အများကြီးမျောလင့်ထားခဲ့တာလို့ပြောပြလိုက်ပြီးဝမ်းသာသွားတဲ့မှုရရဲ့မျက်နှာကြီးနဲ့ဖြစ်နေခဲ့တာကြောင့်မလို့ပျော်နေခဲ့ပါရဲ့ဂျပန်မှာတော့ရူမီလည်းသူ့ကို influencer လုပ်ဖို့ရအတွက်လာချိတ်တဲ့ကုမ္ပဏီနဲ့စကားပြောနေခဲ့ပြီးသူလိုချင်တာတစ်ချက်ပဲရှိရလို့ပြောပြခဲ့ပြီးတော့ subscriber များအောင်ပဲလုပ်ပေးဖို့ပြောလိုက်ပါရဲ့။နိုင်ရဲ့အချိန်မူတာစိုင်အောင်ပြန်လာရဲ့အချိန်မှာတော့ခါအောင်လေးနဲ့ထိုက်မိသွားခဲ့ပြီးတော့အင်ကြီးပေးရတာမှာခါဝါတုတ်ပေးလိုက်ပါသေးရဲ့။ရှင်မူရာလည်းသူပိုးရဲမဆီတွေကိုတွေ့ပေမဲ့သူ့ရဲ့အကြီးတန်းတဲ့ပုံစံကိုမြင်သွားတာကြောင့်တော်တော်လေးစိတ်ညစ်သွားတာလို့ပြောပြခဲ့ပြီးခါအောင်ကတော့သူ့ကိုကာကွယ်ပေးရတဲ့အတွက်ကျေးဇူးတင်နေပါရဲ့။သူ့ကိုကဲတင်ပေးခဲ့တာသူကောင်းကောင်းသိတာမလို့ကျေးဇူးတင်နေခဲ့ပြီးတော့သူကပြန်ပြီးကဲတင်ရမယ်လေလို့ပြောပါရဲ့ရှင်မူရာလည်းသူနဲ့ကော်ပီဆိုင်ကိုနောက်တစ်ခေါက်ထိုင်ပြီးဖို့အတွက်ချိန်လိုက်ခဲ့ပြီးတော့သူကြွေးကျင်တယ်လို့ပြောပြခဲ့ပြီးခေါ်လိုက်တဲ့အတွက်ကြောင့်မလို့ခေါ်ကတော့ကြည်ကြည်ပြူပြူပဲလက်ခံပါရဲ့
စီမူရာပေးထားတဲ့လက်ကင်ပါလေကြံနေခဲ့တဲ့အတွက်ကြောင့်မလို့ခါအောင်လည်းအင်တီလိုက်သွားပြီးပေးမယ်အချိန်မှာတော်တော်လေးလန့်သွားပါတယ်ခါအောင်ကအချိန်ပိုင်းလုံးနေရဆိုပေမဲ့မိသားစုကတော်တော်လေးရှမ်းသာခဲ့ပြီးတိတ်တော့ပျော်ရွှင်မှုမပေါ့ပါဘူးဖေးဖြစ်သူကတော့အိုကီနဲ့တူတူရှိနေရတော့မှတိတ်ပြီးသဘောမကျပဲ MMA ဖိုက်တာတယောက်ကသူတို့တက်ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ပြောပြပါတယ်ဂျပန်မှာတော့ရူမီတယောက်လေသူလိုချင်တာရဖို့အတွက်ပရိုဂျူဆာမုန်းနေရှယ်ကျွေးနေပါတယ်ရှီမူရာနဲ့နေကွန်တို့ကတော့ subscriber ရမ်းများလာတော့သဘောကြီးကြားနေပြီးပြောနေကြပါတယ်နေကွန်လည်းအပျော်ရန်လမ်းဝေးတစ်ခုပဲပြပြီးအဲ့ channel မှာတော့ဘာရီဟစ်ကပို့ပြီးသဘောကျရဲဆိုတဲ့ပရိသတ်တွေရဲ့စကားတွေကိုမြင်ရတာကြောင့်ပို့ပြီးတော့သဘောကျနေပါတယ်နေကွန်ကတော့အကောင်ဆုံးပြိုင်ပွဲချပေးမယ်လို့ပြောထားပြီးစူမိုတက်တဲ့ကောင်လေးစီခေါ်သွားခဲ့ပေမဲ့ရှီမူရာကတော့မလုပ်ဘူးဆိုပြီးအရင်ဆိုင်းကြည့်ခံခဲ့ပါတယ်နေကွန်တကောင်လည်းအပီပြင်းနေတိတ်ဖို့လုပ်ပြီးမှလိုက်တွေပါလွင်ပြီးတိုက်ခိုက်မယ်အလုံးမှာအရှုံးပေးပြီဆိုပြီးထပြီးထွက်ပြေးပါတယ်ရှီမူရာနဲ့အာဂီတို့လည်းနောက်တဲ့ပြိုင်ပွဲကိုဘယ်လိုရှာအောင်လဲစဉ်းစားနေပြီးရှမ်ပွဲမဟုတ်တဲ့ကွန်တက်မျိုးကိုလိုချင်တာကြောင့်စဉ်းစားနေခဲ့ကြပါတယ်ဂျပန်မှာတော့ရူမီတယောက်လည်းလိုချင်တာပေးပြီးပရိုဂျီတာစီကတ်တယ်နေပြီးတော့ရူမီကတော့ဘာရီဟစ်ချက် subscriber များအောင်ကြိုးစားနေဖို့လုပ်ပါတယ်ပရိုဂျူဆာနဲ့စီရင်ရှိရလို့ပြောပြခဲ့ပြီး subscriber တိုးလာအောင်လုပ်ပေးမယ်လို့ပြောပါတယ်နိုင်ရမှာတော့နေကွန်တွားကတ်ခဲ့ပြီးတခုခုလုပ်ဖို့ကြံစီနေရကြောင်းရူမီကတော့အကြံတွေထုတ်နေခဲ့တာပါနိုင်ရမှာတော့တခြားကွန်တက်တစ်ခုအတွက်ရှီမူရာအောင်အင်ကော်ထားတာကြောင့်မလို့အာကီနဲ့အဖေဖြစ်သူကိုခွင့်နှောင်းထားခဲ့ပါတယ်ဂျပန်မှာတော့ရူမီမြူဆွဲလို့ပါသွားတဲ့နေကွန်တကောင်နဲ့ sorry နဲ့ပြောပါခဲ့ပြီးတော်တော်ပျော်ရွှင်နေပါတယ်sorry မြောက်ပေးတာသဘောကျပြီး edit လုပ်နည်းလေးတင်ပေးမယ်ဆိုပြီးဝိုင်းမီတောင်းဆိုတာကြောင့်အကောင့်ဖွင့်တဲ့အချိန်မှာရူမီရဲ့ပတ်သက်ကိုမှတ်ထားပါတယ်ဂျပန်မှာတော့အာကီနဲ့ရှီမူရာတို့တခြားကွန်တက်တွေကိုတောင်းပြီးစဉ်းစားခဲ့ပေမဲ့အစားစားတဲ့ကွန်တက်တွေလုပ်ပေမဲ့ပရိသတ်တရားအောင်မကြိုက်ပဲထိုးပွဲတွေကိုပဲမျောလင်းနေကြတာပါလက်ချီမှာတော့ရှန်က9သိန်းလောက်ရထားခဲ့ပြီးမလို့အမေဖြစ်သူစေဖို့အတွက်ကအများကြီးလုံနေသေးပြီးတော့ထိုးပွဲတွေဆိုင်အောင်လွယ်ပြီးလုံးဝမရှိတော့ပါဘူးအာကီကတော့ရှီမူရာပြန်တော့မဲ့အချိန်မှာတိုက်ခိုက်တာတွေကိုဘယ်ကနေတင်ထားခဲ့ရလဲပြီးတော့ရှီမူရာကတော့သူ့ဘာသာလေးလာတာလို့ပြောပြီးတော့ညာပြောခဲ့ပါတယ်အာကီကတော့ညဘက်အကောင့်ပြန်ဝင်ကြည့်တဲ့အချိန်မှာပတ်သက်မားနေရကြောင်းလုံအောင်ဝင်များဖြစ်နေပါတယ်။နေကွန်ဖုံးဆိုင်ကြည့်ပေမဲ့လည်းဘာမှမထူးကြပဲကောင်မလေးတန်တွေပါကြားနေရလို့ဘာမှလုပ်လို့မရဘူးဆိုတာတီးပြီးဖုံးပြန်ချလိုက်ပါတယ်။ဒါကြောင့်လို့ရှီမူရာစီကိုဖုံးဆက်ပြီးလမ်းပြောတဲ့အချိန်သူတို့ရဲ့ရှန်နဲ့အားကန်လိုက်ရပြီမလို့ကြားပတ်ဆက်ပြောင်းလာပြီလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ရှီမူရာကိုလူနှစ်ယောက်ဝိုင်းပြီးတော့ခေါင်းရိုက်တာခံလိုက်ရတာမလို့ဖုံးဆက်မပြောနိုင်တော့ပဲလဲကျသွားခဲ့ပြီးတော့အာကီလည်းတော်တော်လေးစိုးရိမ်သွားပါတယ်။ရှီမူရာကိုတတိပေးပြီးတော့အရိုက်သွားတဲ့အတွက်ကြောင့်မလို့တော်တော်အထိနာသွားတဲ့အချိန်မှာပဲအာကီရောက်လာခဲ့ပြီးတော့အိမ်ကိုပြန်ခေါ်လာပြီးခဲ့ပါတယ်။နေကွန်လည်းပြန်ရလာပြီးတောင်းရတာဒီကိစ္စနဲ့ပတ်သက်ပြီးတော့တင်ငါမသိနေဖြစ်နေခဲ့ကြတဲ့အချိန်မှာဒေတာပေါအကောင့်ဟက်ခံရတာသူရိုက်ခံပါတီးခဲ့တာတစ်ချိန်နဲ့ဖြစ်နေခဲ့တာမလို့ရိုက်ခံရတဲ့သူနဲ့ဟက်တဲ့သူနဲ့ကဆက်ဆက်နေမလားဆိုပြီးပြောနေကြပါတယ်။အာကီကတော့အကောင့်ကိုဟတ်တဲ့သူနဲ့ရှီမူရာကိုရိုက်တဲ့သူကအဖွဲတူတူပဲဖြစ်ရလိမ့်မယ်လို့စဉ်းစားမိတာကြောင့်ဘသူဖြစ်နိုင်မလဲဆိုတာစုံစမ်းကြဖို့လုပ်ပါတယ်။ရှီမူရာကတော့နေကွန်ကိုအပြာလင့်နေပါရှောင်းနေမိသေးလားလို့မေးတော့အကောင့်ဟတ်ကန်ရတာတွေပါတယ်ကအဲ့ဒီကနေဖြစ်နိုင်တာမလို့နေကွန်ကတော့ဘာမှမကြည့်ထားဘူးလို့ပြောပါတယ်။နေကွန်ကောင်လည်းမူမူနဲ့ပြန်စဉ်းစားကြည့်တော့မှသူတခုတည်းတော့ကောင်ကောင်းကောင်းသိလိုက်ခဲ့တာပါ။ရူမီတီယာသူ့ကိုပြောဖို့တက်ကလပ်ကိုခေါ်သွားတော့က sorry ဝိုင်းမြောက်ပေးရကြောင်းတော်တော်လေးကိုပြောသွားခဲ့ပြီး edit လုပ်ပေးဖို့အတွက်သူ့ကောင့်ဖွင့်လိုက်မိရဲ့အတွက်ကြောင့်မလို့ password ကိုသူတို့တွေတည်သွားတော့တယ်ဆိုပြီးတော့ပြန်တွေးမိလိုက်ပါတယ်။ဒါရမလို့နိုင်ရဲ့ကြောင်သားရဲ့အချိန်မှာတော့ Rumi C ကိုတားခဲ့ပြီးတော့သူတို့ရဲ့အကောင့်ပြန်ပေးဖို့အတွက်တားတောင်းခဲ့ပေမဲ့သူဘာမှမသိဘူးဆိုပြီးတော့ညင်တော့လိုက်ပါတယ်။နေကွန်ကတော့အကောင့်ပြောင်းလို့ password တွေပြောင်းလိုက်တာအောင် Rumi လောက်တာလို့ဆွဆွဲခဲ့ပြီးတော့လူလွတ်ပြီးရိုက်ခိုင်းတာလေသူမလားဆိုပြီးတော့ရူမီကိုမေးတော့ရူမီကတော့ဘာမှမလုပ်ထားဘူးလို့ပြောပြီးတော့ထွက်ပြေးသွားပါတယ်။နိုင်ရဲ့အလုံးမှာတော့ရှီမူရာကောင်တန်ရာကိုစိတ်ပူပေးနေတဲ့ခါအိုကတော့ရန်ထက်ဖြစ်တာလားလို့မေးနေခဲ့ပါတယ်။ဒါပေမဲ့ရှီမူရာကတော့နှစ်ယောက်ဝိုင်းပြီးရိုက်သွားတာကြောင့်သူကိုယ်တိုင်မသိလိုက်ပဲနဲ့တမင်ခံလိုက်ရတာဖြစ်ကြောင်းပြပါတယ်။ရှီမူရာလည်းခါအိုရဲ့လက်ကင်ပွားလေးကိုပြန်ပေးလိုက်ပြီးတော့ဖြစ်နိုင်မယ်ဆိုရင်တော့အရင်တစ်ခေါက်ကလို့ကော်ပီဆိုင်လေးမှာထပ်တိုင်ခြင်းတယ်လို့ပြောတာကြောင့်ခါကိုလေအဆင်ပြေနေမက်ဆေ့ဖို့မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ရူမီကတော့ဖာရဟစ်အကက်ခံရတာကသူ့ရဲ့ producer ခင်မီလောက်တာလားလို့မေးခဲ့ပေမဲ့ခင်မီကလည်းသူကိုယ်တိုင်ဘာမှမသိဘူးဆိုပြီးတော့ညင်လိုက်ပါတယ်။ရူမီကတော့ထပ်ပြီးတော့ follower များခြင်းကြောင့်ပဲပြောနေတာကြောင့်ခင်မီကတော့ရ
ရူမီအတွက်ပါမဆိုလုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။နေကွန်ကလည်းလောက်တဲ့သူကိုကောင်းကောင်းသိပြီလို့ပြောပြီးရူမီဝင်ခဲ့တဲ့ကုမ္ပဏီကိုစစ်ဆေးကြည့်ဖို့လိုက်တဲ့အချိန်မှာသူ့ကိုရိုက်ခဲ့တဲ့အဲ့ဒီတဲကမော်ရင်နှကောင်ဖြစ်မှန်းသိသွားခဲ့ပါတယ်။နေကွန်ကတော့သူ့ရဲ့လုပ်ရက်ဒီကြောင့်မလို့အီစီကီတို့အထင်သေးနေခဲ့ပေမဲ့မရကျင်တော့ဆိုပြီးတော့အာခီကိုသဘောကျနေတဲ့အကြောင်းကိုပါဝန်ခံလိုက်ပါတယ်။အာခီကိုသူရှင်နေတဲ့သဘောကျကြောင်းနေကွန်ကလည်းပြောပြခဲ့ပြီးတော့ဒီတစ်ခေါက်တော့သူ့ကိုအထင်မလွဲစေချင်ဘူးလို့ပြောလိုက်ပါတယ်။ဆက်ရှင်းမဲ့အရေးပေါ်စီဝေးလုံးမယ်ဆိုပြီးအာခီစီကိုတွားခဲ့ကြပြီးတော့သူ့ကိုရိုက်တဲ့နှကောင်ကလည်းစထရီမာပေါက်စာလေးပဲဖြစ်နေပါတယ်။အာခီကလည်းရဲတိုက်မဲ့လုပ်ခဲ့ပေမဲ့နေကွန်ကတော့သူတို့ရှန်တွေကလူငယ်တွေကြားထဲမှာပဲအဆင်ပြေပြီးတော့ဥပဒေနဲ့တော့တိတ်အဆင်မပြေလာဘူးဆိုပြီးသူတို့နီးသူတို့ဟန်နေပဲဖြည့်ချင်းကြဖို့အတွက်လုပ်ခဲ့ကြပါတယ်။ရှီမူရာကတော့သူတို့မှရွေးချယ်စရာမရှိတော့ဘူးလို့ပြောပြပြီးတေချာလောက်ရမှာကအဲဒီကောင်လေးကိုပြန်ရှားဖို့ပဲဖြစ်တာကြောင့်သူ့ရဲ့အထက်ကပြစ်မှတ်လို့လုပ်ပြီးတော့လှုပ်ရှားဖို့ကြိုးစားပါတော့တယ်။ရှီမူရာလည်းအိမ်ပြန်ရောက်တဲ့အချိန်မှာတော့နှကောင်စလုံးကိုနိုင်ယူဖို့ရအတွက်ချက်ဖစီယာအကြံဉာဏ်ပြီးကိုထွက်ရှာခဲ့ပါတယ်။ဗီဒီယိုတစ်ကိုကြည့်လိုက်တဲ့အချိန်မှာချက်ပါကတော့လူတစ်ယောက်ကအများကိုနိုင်ယူရမယ့်နီလန်ဆိုပြီးတော့ဗီဒီယိုတစ်ခုတက်လာပါတယ်။ဂျပန်မှာအမေဖြစ်သူကလည်းပိုပြီးချမ်းမာလာတာကြောင့်မလို့ဆရာဝန်ကြီးကတော့သဘောကျကြာနေခဲ့ပြီးတော့ဒီတက်ပိုပြီးချမ်းမာအောင်နေဖို့ပြောသားပေမဲ့ပုံစံကတော့တစ်မျိုးဖြစ်နေပါတယ်။ညဘက်မှာတော့ influencer နှစ်ကောင်ကလည်းသူတို့အကောင့်မှာလိုင်းလွှင့်နေခဲ့ပြီးတော့ငွေရုပ်တင်နဲ့လူတွေကိုစားနောက်ပြီးလိုင်းလွှင့်နေပါတယ်။အဲဒီချိန်ရှီမူရာရောက်လာခဲ့ပြီးလူကောင်တော်တော်ကြီးရဲ့ပုံစံကြီးနဲ့နှစ်ကောင်လုံးကြောက်အောင်ရှင်းရှောင်နေပါတယ်။ကျပပြောတဲ့နီလန်ဒီအတိုင်းပြင်ဆင်ပြီးသွားခဲ့တဲ့အချိန်မှာတော့နှစ်ကောင်စလုံးကြောက်အောင်ရှောင်မဲ့နီလန်ကအလုပ်ဖြစ်ပါမလားဆိုပြီးစိုးရိမ်နေပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းလိုက်ကလွန်ထားခဲ့ပြီးမလို့ရှီယူမာကတော့သူကတော့လူကောင်ကြီးပုံစံနဲ့ရှေ့လျှောက်နေခဲ့ပေမဲ့ရုတ်တရက်ရှေ့လျှော်ပြီးတော့ဖနက်ကကျွတ်သွားပါတယ်။အဲတော့မှရှီမူရာတကောင်နဲ့အရက်ရှည်အောင်လို့ဖနက်ကိုတမင်မြင့်အောင်စီးတာဖြစ်ပြီးတော့အင်ဂျီရာလည်းဂတ်တူတွေထည့်ထားခဲ့ပြီးလူကောင်ကြီးအောင်တမင်လှုပ်ထားတာကြောင့်အဆက်ကွဲသွားခဲ့ပါတယ်။တကောင်ကိုတော့ချားကိုဖျက်လိုက်ခဲ့ပြီးတော့နောက်တစ်ကောင်ထိုးချက်ကိုလည်းအရင်ကလိုပဲကောင်းနေတိုက်ပြီးခါလာပါတယ်။ဒါပေမဲ့နှစ်ယောက်တယောက်ဖြစ်နေကြကြမလို့ဘလို့မှမရပဲနဲ့ဝိုင်းရိတ်တာကိုခံနေခဲ့ရပြီးနေကွန်လဲတော့ဆွဲဖို့လုပ်တဲ့အချိန်မှာအာခီကတော့တာတာခဲ့ပါတယ်။နှကောင်စလုံးတိုက်ကြိုက်တာကိုအတော်လေးရှောင်လိုက်ခဲ့ရပြီးလူကြားရဲပါပတ်ပြေးနေခဲ့ပြီးတော့ကစားကွင်းနဲ့ရှောက်သွားခဲ့ပါတယ်။ကိုင်းပမောင်းနေတဲ့ရှောက်သွားတဲ့အချိန်မှာတော့နှကောင်သားအခွင့်စင်းရင်းနဲ့ခြေလုံးတွေကြီးရိုက်ပြတ်ကြိုက်ပြီးတော့ပတ်ပြီးတော့ရှိုက်ခဲ့ပါတယ်။လဲသွားတဲ့အချိန်မှာတော့ပင်နာကားနာကိုဒီယိုတိုက်ဆွဲလိုက်သွားခဲ့ပြီးတော့တပတ်ပြန်ပြေးသွားတဲ့အချိန်မှာတကောင်ရှေ့တလုံးအားကုန်ပိတ်ကန်ပေးလိုက်ပါတယ်။နှစ်ယောက်စလုံးတယိုတိုက်ဖြစ်နေတဲ့အချိန်မှာတော့အာခီတို့ရလာခဲ့ပြီးတော့အနိုင်ချောင်းကတဲကွဲနေပြီမလို့သူတို့အကောင့်ကြီးပြန်ပေးဖို့အတွက်ပြောခဲ့ပြီးတော့အရှုံးကိုလက်ခံပေးဖို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့ဗာရီ channel ပြန်ရသွားခဲ့ပြီမလို့အကောင့်ပတ်ဆက်လေးပြန်ချင်းလိုက်ခဲ့ပြီးတော့တောင်းအသာပြောနေခဲ့ကြပါတယ်။နေကွန်ကတော့နှစ်ကောင်လေးတစ်ကောင်ချတာကိုနိုင်အောင်ဘယ်လိုများလုပ်လိုက်လဲဆိုပြီးတော့ရှီကျူနေခဲ့ပြီးရှီမူရာလည်းဘာကြောင့်မှမသိပဲကြောက်စိတ်တွေပြောင်းနေရလို့ပြောပြလိုက်ပါတယ်။ပြန်ရောက်တဲ့အချိန်မှာတော့ Variation Channel ကိုပြန်ရပြီဖြစ်ကြောင်းနဲ့အကောင့်အဟကန်လိုက်ရတဲ့အတွက်ဗီဒီယိုပြန်တင်ခဲ့ပြီးတော့လိုက်မှာလဲစောနာနှကောင်ကိုတိုက်ခိုက်ထားတဲ့ဗီဒီယိုကိုပြန်တင်ထားခဲ့ပြီလို့ပြောလိုက်ပါတယ်။တပတ်က channel မှာတော့တင်ပြီးချင်းမှာပဲပတ်စံကတော့ချက်ချင်းနေဝင်လာခဲ့ပြီးတော့ဗီဒီယိုအောက်မှာလည်းတော်တော်လေးပေါက်နေတဲ့အတွက်ကြောင့်မလို့ပျော်နေခဲ့ကြပါတယ်။ဂျပန်မှာတော့ကောင်လေးကြောက်ဂိမ်းဆော့နေရကိုငွေညစ်နေတဲ့နှကောင်ရောက်လာခဲ့ပြီးရိုက်ဖို့လုပ်ပါတယ်။ကောင်လေးကတော့ဘာမှမပြောဘဲနဲ့ရန်တရာပေးဆိုပြီးတော့နှကောင်စလုံးတိတ်ပြီးထွက်လာခဲ့ပြီးသူတို့ပြောလိုက်တဲ့ဗာရဲဆိုတဲ့အကြောင်းကိုစိတ်ဝင်စားသွားခဲ့တာမလို့ဗာရဲအကြောင်းကို YouTube မှာချကြည့်လိုက်တော့မှရှီမူရာတိုက်ခိုက်ထားတဲ့ဗီဒီယိုကိုတွေ့လိုက်ရပါတယ်။နောက်ရက်အမေဖြစ်သူထံသွားတဲ့အချိန်မှာတော့စာအုပ်ထဲကနေပြီးတော့စတင်မာရဲ့အကြောင်းကိုဖတ်မိရဲ့အတွက်ကြောင့်မလို့စတင်မာရဲ့အကြောင်းကိုကြားဘူးလားဆိုပြီးတော့ရုတ်တရက်မေးလိုက်ပါတယ်။ရှီမူရာကတော့သူကအဲ့လိုလေးစိတ်ဝင်စားဘူးလို့ပြောပြခဲ့ပြီးတွားကြချီရဲ့ဆိုပြီးတော့ထွက်လာပါတယ်။တပတ်မှာတော့ရှီမူရာမလာတဲ့အတွက်ကြောင့်အာကီနဲ့နေကွန်တို့နေရာနဲ့အလောက်ဆင်းနေကြပြီးတော့ရှီမူရာကခါအောင်နဲ့သွားတိတ်တယ်လို့ပြောပြတော့နေကွန်ကလည်းအာကီကိုရည်စားစကားပြောဖို့လုပ်နေတော့မှာပဲသူ့ဖေးရလာခဲ့ပြီးတော့အာကီရဲ့တငယ်ချင်းတွေကဘာလို့ယောက်ျားလေးကြီးပဲဖြစ်ရလဲလို့မင်းနေခဲ့ပြီးနေကွန်ကိုလည်းမကြည်နဲ့လို့စားနေပတ်သွားပါတယ်တပတ်မှာတော့ရှီမူရာကခါအောင်လေးနဲ့ထိလုံနေခဲ့ပြီးတော့ပန်းတွေကြားတဲ့နှစ်ယောက်အတူတူတပ်ပုံဆိုင်ရင်ကနေလမ်းချောက်ထွက်နေခဲ့ကြပါတယ်ရှီမူရာတကောင်ကတော့ကြောက်စိတ်တွေရမ်းများခဲ့ပြီးတတိပြောင်းနေခဲ့တာမလို့ခါကပဲသူ့အပြင်မှာတွေးကျင်တာကဘာပြောကြရှိလဲဆိုပြီးတော့စကားလမ်းကြောင်းစာပေးရပါတယ်
စီမူရာတကောင်ကတော့အကြောက်လွန်ပြီးဖွင့်ပြောဖို့တဲ့အရင်နေ့ကခါအိုတယောက်အင်ဂျီထဲဝင်သွားတာကိုပဲမေးနေခဲ့ပြီးဘာကြောင့်မလို့အချိန်ပိုင်းလောက်ရတာလဲဆိုတာကိုမေးလိုက်ပါတယ်စီမူရာကတော့သူတို့တွေကအရန်ကိုရှားလာတာပဲလို့ပြောပြခဲ့ပြီးဖွင့်ပြောဖို့ကိုလည်းတုံဆိုင်နေတဲ့အတွက်ကြောင့်မလို့နောက်တစ်ခေါက်မှပဲပြောရမယ်လို့ပြောလိုက်ပါတယ်။နောက်ရဲမှာတော့နေကုန်လည်းသူတို့တွေပြင်ပရှားလာပြီလို့ပြောခဲ့ပြီးပရိသတ်တွေရဲ့တောင်းဆိုတဲ့အရာတိုက်ကွမ်ဒိုချန်ပီယံအောင်ဖြစ်တဲ့ရေအိုနဲ့ရှင်ပြိုင်ရမှာလို့ပြောပြပါတယ်။ရေအိုကကျောင်းသားသားကြာနေပြီဖြစ်ပြီးတော့ရန်ဖြစ်လွန်းတဲ့အတွက်ကြောင့်မလို့ဘယ်သူမှမနိုင်ဘဲနဲ့ဒီဗီဒီယိုကအတော်လေးပေါက်နိုင်မှာလို့ပြောပြပါတယ်။ဒါပေမဲ့အာခေကတော့ရှီမူရာအတွက်ရန်နေအများရဲ့အတွက်ကြောင့်မလို့ရှီမူရာလည်းကိုယ်ခံပညာရှိတဲ့သူနဲ့တိုက်ခိုက်ရမှာမလွယ်ဘူးဆိုတော့ပြောပြပါတယ်။နေကောင်ကတော့ငင်းလို့မရတဲ့အကြောင်းရင်းရှိရလို့ပြောပြခဲ့ပြီးပရိသတ်တွေစိတ်ဝင်စားနေတာကသူကိုယ်တိုင်ကရှီမူရာကိုစင်ကော်တာလို့ပြောပြပါတယ်။တပတ်မှာတော့ခါအိုကိုအလောက်ကသူတွေလည်းပါရဟဲ့မှာရှီမူရာနဲ့တွေ့လိုက်တော့ကဟာမာကန်တင်ထားတဲ့ဟိုတွေ့လိုက်ခဲ့ပြီးတော့တချို့ကတော့ခါအိုလုံးနေတဲ့ဆိုင်ကိုရိပ်မိသွားတာမလို့ခါအိုလေးကြောင်နေခဲ့ပါတယ်။တပတ်မှာတော့ဆရာဝန်ကြီးကလည်းရှီမူရာရဲ့အမေကိုဆေးပြချက်အဖြစ်အတွက်စိတ်မပူဖို့အတွက်ပြောခဲ့ပြီးအကောင်ဆုံးကုသပေးမယ်လို့ပြောလိုက်ပါတယ်။အဲမှာတော့ခါအိုကပြင်မာတွေးဖို့မဆီပိုလာလို့ပြောနေတဲ့အချိန်မှာတစ်ဖက်မှာတော့အာခီတုတ်ကရောက်နေပြီဆိုပြီးတော့နေကွန်လဲဖုံးဆက်ပြီးလမ်းပြောပါတယ်။ရှီမူရာစင်ကော်တိုင်းရေကိုရောက်နေရကြအာခီကတော့ရှီမူရာနဲ့တိုက်ခိုက်ဖို့ကိုသဘောမတူညီဘူးလို့ပြောနေခဲ့ပါတယ်။ရေကိုကတော့သူ့ကိုမတိုက်ခိုက်နိုင်ဘူးဆိုရင်ပတ်စံရန်ရနေတဲ့ရှန်တွေကိုသူ့ကိုပေးဖို့အတွက်ပြောလိုက်ခဲ့ပြီးတော့နေကွန်ကိုလည်းတော်လေးရိုင်းနှံနေပါတယ်။နေကွန်နဲ့အာကီတို့နှစ်ယောက်စလုံးတိုက်ခိုက်တာခံနေခဲ့ရမလို့နောက်ဆုံးမှာတော့ရှီမူရာလည်းရှန်နယ်ကိုပေးမယ်လို့ကတိပေးလိုက်ပါတယ်။တစ်ပတ်မှာတော့ခါအိုရဲ့အဖေကရှီမူရာရဲ့မေကိုကုသပေးနေတဲ့ဆရာဝန်ဖြစ်နေခဲ့ပြီးတော့လိုင်လွန်နဲ့တွေ့အကြောင်းပြောပြခဲ့ပြီးတော့လိုင်လွန်နဲ့သူတွေဆိုတာအလုပ်တေချာမလုပ်ရှင်နဲ့ကောင်းနေပဲဆိုပြီးပြောပြပါတယ်။တစ်ဖက်မှာရူမီတီကသူ့ရဲ့ follower တွေမတက်လို့ညီးနေခဲ့ပြီးတော့ producer ကတော့သူလိုချင်တာထပ်ပေးရမယ်ဆိုပြီးတော့ပိုရအောင်လုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။နိုင်ရမှာနေကုန်လေဆေးရုံမှာတက်လိုက်ရပြီးတော့ရှီမူရာလည်းသူတို့နောက်ကိုစိုးသွန်းတဲ့သူတွေအမြဲတမ်းလိုက်နေရကြမလို့ဒီအလောက်ကသူတို့နဲ့မကိုက်ပါဘူးဆိုပြီးတော့ပြောလာပါတယ်။နေကောင်ကတော့သူဘလောက်ပဲထိခိုက်နေပါစေသူတို့တွေရတာကကြီးရှန်တွေကိုလုံးဝမပေးလိုက်ရှင်ဘူးလို့ပြောပါတယ်။နေကောင်ကတော့ရှန်နယ်ကိုပေးပြီးတော့လဲလဲနဲ့ရှုံးပေးလိုက်တဲ့အတွက်ကြောင့်မလို့ရှန်နယ်ကိုတကယ်တန်ဖိုးထားရလားဆိုတာကိုရှီမူရာအောင်မေးလိုက်ခဲ့ပါတယ်။တော့ဆိုတော့စုံသွားတဲ့အချိန်မှာတော့ရှီမူရာလည်းသူကပါကြောင့်ဒီလိုလူမျိုးနဲ့တိုက်ခိုက်ရမှာလေလို့ပြောပြခဲ့တာနေကောင်ကလည်းအာကီနဲ့ရှီမူရာနှစ်ယောက်စုံကိုထွက်သွားခိုင်းလိုက်ပါတယ်။အာကီကတော့ရေအိုကအရန်ရက်ဆက်ပြီးအပြင်မှာလေးလူပါတက်ပူးတဲ့တက်တွေတစ်ခုလောက်ရှိတာမလို့ပြန်လွတ်လာခဲ့တဲ့လူတစ်ယောက်ဖြစ်ခဲ့ပြီးတော့အရန်ကိုကြမ်းတမ်းနေလို့ပြောပြပါတယ်။အိမ်ပြန်ရောက်တဲ့အချိန်မှာနေကောင်ပြောခဲ့တဲ့အကြောင်းလေးကိုပြန်လည်စဉ်းစားနေခဲ့ပြီးတော့ဒီပုံစံအတိုင်းနေလို့မရတော့ဘူးဆိုတာတော့သိလိုက်ပါတယ်။ချီမူရာလည်းရေအိုနဲ့တော်တွေ့ခဲ့ပြီးတော့သူ့ကိုအချိန်တလားပေးရင်တိုက်ခိုက်ပေးမယ်လို့ပြောလိုက်ခဲ့ပြီးသူရှောင်းရင်တော့သူ့ရဲ့အကောင့်ကိုပြောထားတဲ့အတိုင်းပေးပါမယ်လို့ပြောလိုက်ပါတယ်။ရှီမူရာလည်းနှစ်ယောက်စလုံးကိုပြောပြီးတဲ့အချိန်မှာတော့အာကီကိုလည်းစိတ်မပူဖို့အတွက်ပြောခဲ့ပြီးမြဲသူ့အနေနဲ့ရွေးချယ်စရာမရှိတော့ဘူးလို့ပြောပြပါတယ်။ရှီမူရာတီကအလုပ်ကိုသွားပြီးတော့ခွင့်တက်တောင်းနေတဲ့အတွက်ကြောင့်မလို့မန်နေဂျာလည်းမရဘူးဆိုပြီးဒေါ်ရိပ်ပွားနေခဲ့ကရှီမူရာကတော့တရားခွင့်ပြောဖို့ပြောပြီးထွက်ပြေးလာခဲ့ပါတယ်။နောက်ကနေခါကိုလိုက်လာခဲ့ပြီးတော့ဒီတစ်ခါလေးတက်ခိုက်ဖို့အတွက်ပြင်ဆင်နေရလားဆိုပြီးမေးခဲ့ပြီးအချိန်တိုင်းသက်တိုက်သာတက်ခိုက်နေမယ်ဆိုရင်တော့တကူကူဖြစ်မှစိတ်ပူရဲလို့ပြောလိုက်ပါတယ်။ရှီမူရာကတော့ဒီတစ်ခေါက်တက်ခိုက်ပြီးရင်တော့ကော်ပီတိုင်းမှာထပ်တွေ့လို့ရမလားဆိုပြီးပြောခဲ့ကသူမပြောပြလိုက်တဲ့စကားလေးတွေကိုပြောချင်တယ်လို့ပြောလိုက်ပါတယ်။ရှီမူရာတယောက်ကတော့အိုကီရဲ့ကျင်ကိုလိုက်သွားခဲ့ပြီးတော့သူတိုက်ခိုက်မဲ့အကြောင်းတွားပြီးတော့တိုင်ပင်တဲ့အချိန်မှာအိုကီလည်းတိုက်ကွမ်ဒိုသမားတယောက်ကိုနိုင်ဖို့အတွက်သူ့ရဲ့ကံချက်တွေကိုအဓိကထိုင်နိုင်မှရမယ်လို့ပြောပြပါတယ်။ရှီမူရာလည်းပြန်သွားတဲ့အချိန်မှာတော့ချက်ပါရဲ့ဗီဒီယိုတင်မတက်သေးတာကြောင့်စိတ်ညစ်ပြီးတော့နီလန်းရှာနေပါတယ်။အဲရောက်တဲ့အချိန်မှာတော့လက်ဝိတ်ပွဲတွေကိုစီစဉ်တဲ့ producer နဲ့တွေ့ခဲ့ပြီးတော့သူတို့တွေအစီအစဉ်မှာပါဖို့ကမ်းလှမ်းပေမဲ့ရှီမူရာကတော့စိတ်ဝင်စားဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ရှီမူရာကိုတော့ပတ်စံကိစ္စပဲဖြစ်ဖြစ်တကူကူလိုအပ်မယ်ဆိုရင်တော့သူ့ကိုဆက်သွယ်ဖို့ပြောပြီးထွက်သွားပါတယ်။အဲရမှာတော့ခါအိုချိန်ပိုင်းလုံနေရတီးသွားတာကြောင့်အဖေဖြစ်သူလည်းလိုင်းပေါ်မှာတွေးလိုက်တာကိုပြတ်သားခဲ့ပြီးပြန်ခေါ်သွားခဲ့ပါတယ်။အိုကီရဲ့နီးပြကလည်းရှီမူရာရဲ့ဗီဒီယိုတွေကိုပြန်ကြည့်နေရတွေ့ရပြီးဘယ်လိုပတ်သက်မှုရှိနေတယ်လဲတစ်ပတ်မှာတော့အာကီကလည်းနီးပြဖြစ်တဲ့လူကန်စီကနေစာဝင်လာခဲ့ပြီးတော့ဒီတက်ပို့ဆိုလိုက်ရင်တော့အနေရများမဲ့ဆိုရဲစာတစ်ကြောင်းမှာ
ချီမူရာတကောင်ကလည်းအသစ်ဗီဒီယိုစောင့်နေရင်နာနေလေးချင်ကန်နေတဲတန်လုံးနေခဲ့ပြီးချက်ပါချန်တွေကဗီဒီယိုတစ်တင်လာပါတယ်ထူးခြားတာတစ်ခုကတော့သူပွဲလုံးရမယ့်ပုံစံကိုတစ်ဖက်ကချက်ပါတည်တယ်လို့ဖြစ်နေခဲ့ပြီးတိုင်ကွမ်ဒိုသမားကိုအနိုင်ယူရမယ်ဆိုတဲ့နီးတက်လာခဲ့တာမလို့ဖွင့်ကြည့်လိုက်ပါတော့တယ်ဒီလိုနဲ့တလားကြတဲ့အခါမှာတော့စီမူလာနဲ့ရေယိုနဲ့တွားတွေ့ခဲ့ပြီးတိုက်ခိုက်ဖို့လုံးနေခဲ့ပြီးတော့လိုင်းလွင်ထားတဲ့အချိန်မှာပဲစပြီးထွက်ပြေးပါတယ်တပတ်ကိုရောက်သွားတဲ့အချိန်မှာကြားရင်လာရဲဝင်သွားခဲ့ပြီးတော့ဝင်လာခြင်းမှာပဲရေယိုရှီရီနဲ့ပတ်လိုက်ပါတယ်တိုင်ကွမ်ဒိုသမားတယောက်ကအဓိကကန်ချက်ဖြစ်တာကြောင့်မလို့တမင်ရှောင်းရည်ပြန်လိုက်တာဖြစ်ပြီးတိုက်ခိုက်ဖို့စိတ်ရင်ထားလိုက်ပါတယ်စီမူရာလည်းပြန်ပြီးတိုက်ခိုက်ခဲ့ပေမဲ့ရေယိုကကန်ချက်ကိုမတုံးမဲ့လက်နဲ့ပဲရှိုင်းတဲ့နေရာကြောင့်မလို့တော်တော်လေးကိုထိခိုက်နေပါတယ်ဒါပေမဲ့ကျမပြောရဲ့နီးကိုတုံးပြီးတော့လူကိုအရင်လွဲဖို့လိုအပ်တာကြောင့်မလို့ရေယိုကိုတော့တကောက်ကွေးကိုလက်နှစ်ဖက်နဲ့ကင်ပြီးတော့အရှင်လဲပစ်လိုက်ပါတယ်ပြီးတော့လေပင်ကို crossing ညှစ်ဖို့လုပ်လိုက်ခဲ့ပြီးလေးချင်ထားတဲ့လက်ညှစ်နီးတွေနဲ့သုံးလိုက်ခဲ့ပြီးတော့မိကန်နီးမှာပဲလက်ကလွတ်သွားခဲ့ပါတယ်။ရေယိုကတော့တမင်ရှောက်ခံလိုက်တာဖြစ်ပြီးတော့ရှီမူရာရဲ့ရီဆိုရင်မလျှော်တဲ့ဖက်နှက်တစ်ပတ်ကိုရလိုက်တဲ့အတွက်ကြောင့်မလို့ကန်ချက်တွေနဲ့စတိုက်ကိုအသိခံရပါတော့တယ်။ရှီမူရာလည်းအသက်ကုန်ရိုက်ခံနေရအကြောင်းမလို့တေတော့မလို့ဖြစ်နေတဲ့အချိန်မှာရေယိုကတော့သူ့ရှိမှသူ့တငယ်ချင်းတေဆုံးခဲ့ရတော့ပြန်ပြီးတော့မှန်ရနေပါတယ်။အရှင်တော့ကရေယိုကိုယ်တိုင်တက်ခဲ့ပါရဲ့ဆိုတဲ့သတင်းတွေထွက်နေခဲ့တဲ့သူကသူ့ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်ခဲ့ဖို့သူပါ။အဲ့တော့ကောင်လေးတယောက်ကိုဝိုင်းပြီးတော့နိုင်ကျင်နေရတွေ့ခဲ့ရပြီးတော့ရေဝါကူညီခဲ့ပူပါတယ်။ကောင်လေးကတော့ရေဝလိုမျိုးပို့ပြီးတန်မာလာခြင်းတဲ့အတွက်ကြောင့်မလို့ရေဝနဲ့အတူတူခရာတေးကိုအတူတူသင်ပေးဖို့တောင်းဆိုလာခဲ့တာပါ။ဒါပေမဲ့ရဲရီဖမ်းမိခဲ့တဲ့ညမှာတော့တငယ်ချင်းဖြစ်သူတေဆုံးနေတဲ့အချိန်မှာရေဝတယောက်ပဲရှိနေခဲ့တာမလို့လူသက်တရခန့်ဆိုပြီးတော့အားလုံးစီကိုသတင်းပြန်သွားခဲ့ပါတယ်။လက်ရှိမှာတော့ရှီမူရာတကောင်လေးတော်တော်ရိုင်းနှက်ခံနေခဲ့ရပြီးတော့နေကောင်ကလည်းအရင်လူတွေကိုတက်ခံရမှစိုးရင်တဲ့အတွက်ကြောင့်မလို့ရဲကိုဖုံးဆက်ဖို့လုပ်နေခဲ့ပေမဲ့ရေယိုကတော့ဝင်ပါဖို့ပြောခဲ့ပါတယ်။နေကောင်ကိုထိလို့ပြန်ထလာတဲ့အချိန်မှာတော့ရေယိုလည်းအာကုံကန်တဲ့အတွက်ကြောင့်မလို့စိတ်ပူနေတဲ့အာကီတို့ကတော့ပွဲကိုချက်ချင်းရက်ကိုင်းနေပါတယ်။ရှီမူရာကိုတော့တငယ်ချင်းဆိုတဲ့ကောင်အရေးပါတယ်ဆိုရင်ကိုယ့်ရဲ့အင်အားနဲ့ကိုကာကွယ်ဖို့ပြောလိုက်ခဲ့ပြီးတော့ရှားကိုနင်းချပြလိုက်ပါတယ်။တပတ်မှာတော့ OK တို့လည်းစောင့်ကြည့်နေခဲ့ကြပြီးတော့တေးကြတာတစ်ခုကတော့ရှစ်တလုံးကန်ချက်ကိုလုံးဝတုံလို့မရဘူးဆိုတော့တီးလိုက်ပါတယ်။ရှီမူရာကတော့တငယ်ချင်းမရှိတဲ့ကောင်ကတငယ်ချင်းရှိတဲ့သူတွေကိုမနာလိုဖြစ်တာမဆန်းဘူးမလားဆိုပြီးရေယိုကိုပို့ပြီးဒေါ်လာထောင်ပြောလိုက်ပါတယ်။ရေယိုကိုတော့အားကုန်ပိတ်ကတ်ခံလိုက်ရတဲ့အတွက်ကြောင့်မလို့ရှီမူရာတရားမထနိုင်တော့ပဲနဲ့ရှန်နယ်ကိုယူသွားမယ်လို့ပြောခဲ့ပြီးတော့သွားရပါတယ်။ဒါပေမဲ့ရှီမူရာပြန်ထလာခဲ့ပြီးတော့အကွက်တစ်ခုကိုတုံးဖို့ရတဲ့အိမ်နာတကားရှင်းမှာရက်လိုက်ခဲ့ပြီးကန်လိုက်တဲ့အချိန်မှာတော့ရှုပ်ပြီးတော့လဲပစ်လိုက်ပါတယ်ပြီးတော့လေပင်ညစ်တဲ့နီးကိုတုံးခဲ့ပြီးတော့ဘေးစဘောညစ်နီးနဲ့အတူတူသူ့လေးကျင်ထားတဲ့အတိုင်းအားကုန်ညစ်ပေးလိုက်ပါတယ်ရေယိုလည်းရုံရင်းကန်ရင်းနဲ့ပဲအချိန်ချင်းလေးကျင်ထားတဲ့ရှီမူရာရဲ့ကွက်ကြောင့်မလို့နောက်ဆုံးမှမီးလေသွားခဲ့ပြီးတော့ရှီမူရာတယောက်နိုင်ရပါခဲ့ပါတယ်ရေယိုကတော့တငယ်ချင်းဖြစ်သူနဲ့အတူတူလေးကျင်ခဲ့ရင်းနဲ့အမတ်တရတွေကိုလည်းသူ့ရဲ့နိုင်လေးကိုပေးခဲ့ပူပါတယ်။ဒါပေမဲ့တငယ်ချင်းဖြစ်သူတည်ဆုံးသွားတဲ့နေ့မှာလူတယောက်ကိုဘေးနားမှာတွေ့ခဲ့ရပြီးတငယ်ချင်းဖြစ်သူတည်ဆုံးသွားတဲ့အရာကအားလုံးကရဲတွေကပါသူတက်တယ်ဆိုပြီးဆွဆွဲခဲ့ကြတာပါ။ရေယိုမီလဲသွားတဲ့အတွက်ကြောင့်မလို့အာကီတို့လည်းပြန်နှိုးဖို့ကြိုးစားနေတဲ့အချိန်မှာတတိပြန်ရလာခဲ့ပြီးတော့သူ့ရှုံးသူလက်ခံပြီးပြန်ထွက်သွားခဲ့ပါတယ်။တပတ်မှာတော့ဘတ်ဖလိုးကချီရဲ့ရှီမူရာတို့ကိုစောင့်ကြည့်နေခဲ့ကြပြီးတော့ပရိသတ်တွေကတော့ဘတ်ဖလိုးတဲ့ရှီမူရာတို့ကိုပို့ပြီးနှစ်သက်တယ်လို့တွေ့ရပါတယ်။နောက်ရက်မှာရှီမူရာလည်းသူနိုင်တဲ့အကြောင်းခါအိုစီကိုမက်ဆေ့ပို့နေခဲ့ပြီးတော့အဖေဖြစ်သူတည်သွားတဲ့အတွက်ကြောင့်မလို့အဆက်အသွယ်မလုပ်ဘူးပြောတဲ့အတွက်ဖုန်းကိုပါတင်သွားခဲ့ပါတယ်။အာကီနဲ့ရှီမူရာတို့ဖွဲ့ကတော့ channel subscriber 1 million ပြေးသွားလို့တော်တော်ပျော်နေခဲ့ကြပြီးပတ်စံကလည်းရန် 1.8 သန်းလောက်ဖြစ်သွားပါတယ်။ဒါပေမဲ့ရှီမူရာရဲ့အမေဖြစ်သူကိုတာပေးဖို့အတွက်က3တန်းကျော်လောက်လိုနေသေးတဲ့အတွက်ကြောင့်မလို့နောက်ထပ်ပြန်ဘက်ကိုထပ်ရှာဖို့စဉ်းစားပါတယ်။ရှီမူရာတို့ဖွဲ့နာမည်ကြီးသွားတဲ့အတွက်ကြောင့်မလို့နောက်ရဲ့ကြောင်မှာတော့ဆယ်လီတွေလိုမျိုးအားလုံးကဝိုင်းဝိုင်းလေးနေခဲ့ကြပြီးတော့အကောင်လုံးကဓာတ်ပုံတွေပါလိုက်ရိုက်နေပါတယ်။အာကီကိုအရင်ကနိုင်ချင်းတဲ့ကောင်မလေးတွေရပါအကောင့်တွေပါရဲ့အကြပြီးတငယ်ချင်းလှုပ်ကြတာဖြစ်ကုန်ကြတာမလို့သူအတွက်တော့နာမည်ကြီးတဲ့ရတာတွေကိုခံစားလာရပါတယ်။ရှီမူရာနဲ့တငယ်ချင်းတွေကတော့ပျော်ကြီးပဲ6သား6စားရင်းနဲ့ဈေးဝယ်ထွက်နေခဲ့ကြပြီးရှီမူရာကိုလည်းဖနက်တစ်တရန်လောက်ဝယ်ဖို့တိုက်တော်မယ်မယ်သူ့ရဲ့အမေဖြစ်သူရဲ့အတွက်အိမ်တလီထဲသာဝယ်သွားခဲ့ပါတယ်။
အမေဖြစ်သူလည်းသူ့ရဲ့သားစီကအင်းတေးရလိုက်တဲ့အတွက်ကြောင့်မလို့အရန်အောင်ပြောနေခဲ့ပြီးတော့ရှီမူရာကိုဥပဒေနဲ့မလုပ်ခင်တဲ့ကိစ္စတွေကိုလုံးမအောင်စိုးရိမ်နေပါတယ်။ဒါပေမဲ့ရှီမူရာကတော့သူ့ရဲ့အလုပ်တက်ကြောင်းပြောခဲ့ရင်းနဲ့အလုပ်ကနေရတဲ့ဘောနက်နဲ့ဝယ်လာဖြစ်ကြောင်းလိန်ပြောလိုက်ပါတယ်။အာကီကတော့ရှီမူရာကိုစိတ်ဝင်စားနေတဲ့အတွက်ကြောင့်မလို့ခါအိုကိုဖွင့်ပြောမှအောင်စိုးရိမ်နေပြီးညဘက်မှာတော့ထမင်းတော်မစားခဲ့ပါဘူး။တပတ်မှာတော့ရှီမူရာကခါအိုလီနဲ့နောက်ရဲလုံးမှာစုံရတော့မှဝမ်းသာနေခဲ့ပေမဲ့မက်ဆီဖို့တော့လုံးဝမကြည့်ခဲ့ပါဘူး။ရူမီကလေသူ့ရဲ့ producer ကို follower တွေတက်ဖို့စတိုက်တိုက်တွန်းနေတာမလို့ producer ကတော့သူတို့ရဲ့ budget သုံးဖို့ရတဲ့ရူမီဘက်ကနေအလုပ်တစ်ခုပြန်လုပ်ပေးရမယ်လို့ပြောလိုက်ပါတယ်။ producer ကရုံမာပြီးတော့ရူမီကိုသူတို့ရဲ့ကုမ္ပဏီမှာ share ဝင်ထားတဲ့သူတွေနဲ့အိတ်ပေးရမယ်လို့ပြောခဲ့ပြီးတော့တကယ်လို့ရူမီထွက်မယ်ဆိုရင်လည်းစာချုပ်တရားတိုင်းရော်ကြီးပေးရမယ်လို့ပြောလာပါတယ်။ရူမီလည်းပါတနာစောင့်နေတဲ့အချိန်မှာတော့ follower ဘတ်ဖွင့်ဖြစ်နေခဲ့တဲ့ခါဦးရဲ့အဖေစီးရုံအကြီးဖြစ်နေပါတယ်။ဆရာဝန်ကြီးကတော့ဂုံတိတ်ကာနဲ့ညီညီတမီးဖြစ်သူကိုတော့ရီလာမတားဖို့တန်ချက်ခဲ့ပေမဲ့သူကိုယ်တိုင်ကတော့စပွန်ဆာပေးနေပါတယ်။နောက်ရက်လောက်သွားတဲ့အချိန်မှာတော့ခါဝါလှုပ်ထပ်ပြီးလို့တီးလိုက်ရတဲ့အချိန်မှာရှီမူရာလည်းကောင်းမီထောက်သားခဲ့ပြီးတော်တော်လေးကိုစိုးရိမ်သွားပါတယ်။ခါဝါကတော့အဖေဖြစ်သူတခုတောင်းဆိုခဲ့ပြီးတော့ရှီမူရာနဲ့တစ်သက်လုံးမတွေ့ရဘူးဆိုရင်ရှီမူရာရဲ့အမေစီဖို့ကိုအလကားလုပ်ပေးဖို့တောင်းဆိုလိုက်တာပါ။ညဘက်မှာတော့ရှီမူရာရဲ့မိုးရွာထဲမှာခါအိုရဲ့အင်ချီရောက်သွားခဲ့ပြီမြဲခါအိုကတော့သူပေးထားတဲ့ကတိကြောင့်မလို့ထမတွေ့ပဲနဲ့ထွက်သွားခဲ့ပါတယ်။ခါအိုနဲ့ရှီမူရာတို့ကအခုမှတွေ့ခဲ့ပူကြတာမဟုတ်ဘဲနဲ့ငငယ်တုန်းကအတူတူကစားရင်းနဲ့ခါအိုရဲ့ရုပ်လေးပြောက်သွားလို့ရှီမူရာရှာပေးခဲ့ပူပါတယ်။ခါအိုကတော့အရှမ်းအောင်ငယ်သေးခဲ့ပြီမြဲရှီမူရာကိုကိုတီမတ်မိနေစေဖြစ်ပြီးရှီမူရာပေါ်မှာအဲ့ဒီတည်းကဆွဲလန်းသွားခဲ့တာပါ။နောက်ရက်မှာတော့ Buffalo ရဲ့ CEO ဖြစ်တဲ့ခူဝါတာကတော့ရှီမူရာတို့စီပုံစံခဲ့ပြီးဆက်သွယ်လာပြီးအလုပ်ကိစ္စပြောချင်တာကြောင့်သူတို့ရဲ့ကုမ္ပဏီကိုဖိတ်ခေါ်ခဲ့ပါတယ်။ရှီမူရာတို့တော့စလုံးတော်ရဲ့အချိန်မှာတော့ထင်တယ်လို့မဖြစ်နေပဲနဲ့ခူဝါတာကတော့သူတို့ရဲ့ပါရေးရှန်တွေကိုဝယ်ဖို့ကမ်းလှမ်းတာပါ။နေကွန်ကတော့သူတို့ရဲ့ရှန်တွေကသူတို့ရဲ့အသက်ဖြစ်တာကြောင့်မလို့လုံးဝမကြောင်းနိုင်ကြောင်းပြောခဲ့ပြီးခူဝါတာကတော့ရှန်တွေကဘယ်ချိန်မှပျောက်ကွယ်သွားနိုင်တယ်လို့ပြောလိုက်တာကြောင့်ချက်ချင်းပဲပြန်ထွက်လာကြပါတယ်။နောက်ရဲ့ဆရာဝန်ကြီးကတော့ရှီမူရာအမီနဲ့တွားတွေ့ခဲ့ပြီးတော့ရှီမူရာကတိုက်ခိုက်ရင်းနဲ့ငွေချနေရဲဆိုတဲ့ဗီဒီယိုကိုပြလိုက်ပါတယ်။ရှီမူရာကြောင့်မလို့သူ့ရဲ့သမီးဖြစ်သူကလည်းလိုင်မော့မှာအချက်တကွဲဖြစ်ခဲ့ရပြီးရှီမူရာရဲ့ကောင်မလေးဆိုပြီးတော့မုံမမှန်ဆွဆွဲခံနေရတာပြောပြခဲ့ပြီးဆရာဝန်ကြီးကတော့ရှီမူရာကိုသူ့ရဲ့သမီးနဲ့မပတ်သက်ဖို့အတွက်ပြောပေးရမယ်ဆိုတော့ပြောပါတယ်။ဒါပေမဲ့မိဖြစ်သူကတော့ရှီမူရာရဲ့လွတ်လပ်ခွင့်ကိုသူ့မှာဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်းပြောခဲ့ပြီးသူ့ရဲ့သားလုပ်ခဲ့တဲ့အမှားအတွက်တော့တောင်းပန်ခဲ့ပါတယ်။အမေဖြစ်သူကတော့သူ့ရဲ့သားလေးလုံနေတဲ့ဗီဒီယိုပြန်ကြည့်ရင်လည်းတော်တော်လေးကိုစိတ်မကောင်းဖြစ်နေခဲ့ပြီးသားလေးကိုလည်းတော်တော်စိတ်ပူနေပါတယ်။တပတ်မှာရှီမူရာတို့၃ယောက်သူတို့ရဲ့ channel အကြောင်းပြောလိုက်လို့စဉ်းစားနေခဲ့ကြပြီးအာခီကတော့ရှီမူရာပိုက်ဆံလုံးနေမှန်းသိလို့ခူဝါရာတမင်လုံးနေရလို့ပြောပြပါတယ်။ခဏနေတော့ဘာရီဟေးရဲ့ channel ကြီးကရုတ်တရက်အပိတ်ခံလိုက်ရပြီဆိုတဲ့သတင်းကိုတွေ့လိုက်တာကြောင့်နေကွန်တို့လည်းတိုင်ပတ်နေခဲ့ကြပြီးအမှန်တကယ်တော့ခူဝါတာက YouTube platform နဲ့ပူးပေါင်းခဲ့တာမလို့အကောင့်ကိုပိတ်ပစ်လို့ရသွားတာပါ။ဂျပန်မှာကတော့ရူမီကလည်းအရင်တုန်းကပါတနာနဲ့အတူမနေပဲပြန်လာတဲ့အတွက်ကြောင့်မလို့ producer ကလည်းစိတ်တူနေပြီးစာချုပ်တိုင်းလုပ်ဖို့ပြောပါတယ်။ဒါပေမဲ့ရူမီကတော့သူ့ပေါ်မြန်ထုတ်နေအောင်မချေနဲ့တာကြောင့်ရဲတိုင်မှုလုပ်ခဲ့ပေမဲ့ producer ကတော့သူတို့တွေစတွေ့တော့ဗီဒီယိုနဲ့ကန်ရှုပ်တာပါ။ရူမီပြင်ကိုရောက်တဲ့အချိန်မှာတော့နေကွန်ဆိုပြီးတော့အရင်ကသူလုပ်ခဲ့ရတဲ့အတွက်တာဝန်တည်ခဲ့ပြီးအခုတော့သူတကယ်ဒုက္ခရောက်နေရတယ်အကုန်ပြောပြပါတယ်။ပြီးတော့စောပိုင်းကလေးကခူဝါတာဗာရီကိုတမင်တက်ကိုက်နေကြောင်းနဲ့အားလုံးကို Buffalo အောင်တာခူဝါတာကပဲကျိုးကိုက်နေရဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ညဘက်မှာတော့မိဖြစ်သူတဲ့ရှီမူရာရဲ့စိတ်ကြောင့်မလို့ယောဂပူဆူသွားခဲ့ပြီးတော့ရုတ်တရက်မိလေးသွားခဲ့ပါတယ်။ဆရာဝန်လည်းရှီမူရာကိုခေါ်တွေ့ခဲ့ပြီးတော့အမေဖြစ်သူရဲ့ယောဂကအကျဉ်လူတော်ဓာတ်ရောင်ကြီးနဲ့ကုသလို့များတော့ကြောင့်အထုကုသနည်းနဲ့ကုသမှရရမယ်လို့ပြောပြခဲ့ပြီးအဲ့ဒါကလည်းရန်10တန်းလောက်ကုန်ကြမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ရှီမူရာကတော့ဘလို့နီနဲ့ဆိုကုသမယ်လို့ပြောခဲ့ပြီးဗတ်ဆန်ကိုလည်းသူများရအောင်ရှာမယ်လို့ပြောလိုက်ပါတယ်။အမေဖြစ်သူတာတွေ့တဲ့အချိန်မှာရှီမူရာကိုတော့လိုင်းလွှင့်နေကြောင်းတီးပြီးဖြစ်ကြောင်းပြောလိုက်ခဲ့ပြီးရှီမူရာထိခိုက်ခံရတာပဲဖြစ်ဖြစ်သူများကိုထိုးတာပဲဖြစ်ဖြစ်သူစိတ်ထဲမှာတော့မကောင်းဆိုတော့ပြပြပါတယ်
ဒါပေမဲ့သူ့ရဲ့သားလေးကထင်တာတဲ့ပို့ပြီးတန်မာလာမြင်တွေ့ရတော့သူ့အတွက်ပို့ပြီးစိတ်ချရတယ်လို့ပြောခဲ့ပြီးသူမရှိရင်လည်းပို့ပြီးတော့ရှင်သန်စေချင်တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ရှီမူရာကတော့အမေဖြစ်သူကိုဘာပဲဖြစ်ဖြစ်အတင်ထားဖို့ပြောခဲ့ပြီးတော့ဒါရီလုံးနေရာအကောင်လုံးကသူ့တန်မာလာဖို့အတွက်နဲ့အမေဖြစ်သူအတွက်ပဲဆိုတော့ပြပါတယ်။နေကွန်ကတော့ရှီမူရာစီဖုံးဆက်လာခဲ့ပြီးတော့သူတို့ကိုတမင်ကြောက်ချအောင်လုပ်ဖို့အတွက်တမင်လုံးနေတာကခူဝါတာဆိုတာတီးသွားတဲ့အတွက်ကြောင့်မလို့၃ယောက်သားလိုက်သွားခဲ့ပါတယ်။နေကွန်ကတော့ခူဝါတာမကောင်းတဲ့လုပ်ရက်တွေအကုန်လုံးတည်ရလို့ပြောပြလိုက်ပြီးအကုန်လုံးကိုဖွင့်ချပြီးတော့နမဲပြအောင်လုပ်မယ်လို့ပြောလိုက်ခဲ့ပေမဲ့နည်းနည်းလေးတော့ဂီမဆိုင်ခဲ့ပါဘူး။ခူဝါတာကတော့နောက်ဆုံးကမ်းလှမ်းချက်အနေနဲ့ပွဲကြီးတသန်းပေးမယ်လို့ပြောခဲ့ပြီးသူတို့ရဲ့ဘတ်ဖိုလိုမှာလာထိုးဖို့အတွက်ပြောလိုက်ခဲ့ပါတယ်။ဒါပေမဲ့ရှီမူရာကတော့သူ့မှာငွေရှာဖို့ရှန်တယ်မရှိတော့တဲ့အတွက်ကြောင့်မလို့ပွဲကိုကြေးဖြစ်မတတ်မှတ်ပင်နဲ့ကိုကြိုက်တဲ့သူကိုဒိုနိုလို့ရအောင်လုပ်မဲ့ system တခုကိုလုံးလိုက်လို့ပြောခဲ့ပြီးတော့သူတို့ပေးချင်တဲ့သူကိုပေးလို့ရအောင်လုပ်ခိုင်းခဲ့ပါတယ်။အကောင်းဆုံးတရားကိုရွေးချယ်ပေးမယ်လို့ပြောပေမဲ့ရှီမူရာကတော့ခူဝါတာနဲ့ပဲထိုးချင်တယ်ဆိုပြီးဒဲကိုစိန်ခေါ်လိုက်ပါတယ်။ခူဝါတာကတော့ရှီမူရာပြောတာကိုလက်ခံလိုက်ပြီးသူပြောသလိုပဲကြိုက်တဲ့သူကိုဒိုနိုလို့ရတဲ့နီလန်ကိုပဲတုံးမဲ့ဆိုတော့ပြပါတယ်။ရှီမူရာလည်းပြန်လာတဲ့အချိန်မှာတော့အခုလိုသူတို့တွေလောက်တာကပရိသတ်ခိုင်မှရှိတဲ့သူတို့အတွက်တေတာပေါက်တန်း10နဲ့ရှိရမယ်ဆိုတာကိုတွေးနေခဲ့ပါတယ်။အာကီကတော့သွားကြရှိသေးတယ်လို့ပြောပြပြီးရေယိုဂျန်နီရဲ့လက်ပတ်နာရီကိုသွားပြန်ပေးရင်းနဲ့ရှီမူရာကခူဝါတာနဲ့ထိုးတော့မယ်ဆိုတဲ့အကြောင်းကိုပါပြောပြပြပါတယ်။ရေယိုကတော့ခူဝါတာဆိုတဲ့ကောင်နဲ့သွားပြီးမပတ်သက်ဖို့အတွက်ပြောလိုက်ခဲ့ပါတယ်။တပတ်မှာတော့ခူပါလာကသူတို့ရဲ့ပွဲကိုကျယ်ဝင်ကျင်းပလိုက်ပြီးတော့ပရိသတ်တွေကလည်းတခဲနက်ကိုကျေးပန်းနေရပါတယ်။ခူအာတာကတော့အစောပိုင်းကတည်းကအကွက်စင်တာဖြစ်ပြီးနေကွန်ကိုလည်းအသက်မပြေပဲရက်တောက်ထားတဲ့ဗီဒီယိုဖိုင်ကိုတင်လိုက်တဲ့အတွက်ကြောင့်မလို့ပရိသတ်တွေကတော့သူတို့ကိုအားပေးခဲ့တဲ့ပတ်စံတွေအလားအစားဖြစ်ကုန်မယ်ဆိုပြီးအပြစ်တင်ကြပါတယ်။ဂျပန်နိုင်ငံမှာအသက်မပြေပဲရက်တောက်ရင်ပြစ်မှုတစ်ခုလိုဖြစ်နေခဲ့တာကြောင့်မလို့အားလုံးကိုထင်လွဲအောင်လုပ်လိုက်ခဲ့ပြီးခူအာတာကတော့ကြိုးကင်လိုက်ပြီးဖြစ်တာကြောင့်ရှီမူရာတို့မုန်းခံလုပ်လိုက်တာကြောင့်ရှီမူရာတို့ကိုပတ်စံလူမဲလူမရှိအောင်တမင်လုပ်လိုက်ပါတယ်။၃ယောက်စလုံးကတော့ဝိုင်းမီဆဲတာကိုခံနေရပြီးအားလုံးကတော့ဘာဟေးကရှာတဲ့ပတ်စံနဲ့တမင်လုပ်ထားတဲ့လူလိန်နေဆိုတော့အပြစ်ဝိုင်းမီရတင်ခံရပါတော့တယ်။အာခီကလည်းဒါရီယာခူဝါတာလက်ဆက်ဖြစ်ပြီးတော့ခူဝါတာကအရင်ကတည်းကမြေရောက်လက်ဝဲချန်ပီယံတူဖြစ်ပြီးတော့ရေအိုရဲ့တငယ်ချင်းတည်ဆုံမှုကလည်းခူဝါတာနဲ့ဆက်ဆက်နေပါတယ်။ရေတငယ်ချင်းတည်ဆုံတော့ကခူဝါတာကိုတွေးလိုက်ရခဲ့ပြီးအဲ့ဒီနေရာကိုလည်းရေအိုကိုတမင်လာအောင်စီစဉ်ထားခဲ့တာဖြစ်ပြီးတော့ရေအိုကိုတရားခံပြအောင်ကြောက်ချခဲ့တာပါအကောင်လုံးကိုအစဲခံဖြစ်သွားတဲ့အတွက်ကြောင့်မလို့အိမ်ထိပါလာပြီးစာရိတ်ကရင်ဆဲဆူကြတဲ့သူတွေလည်းချီကြပြီးတော့ရှီမူတာတို့လည်းအပြင်မထွက်ရဲပါဘူးနေကောင်ကတော့ဗီဒီယိုကြားရတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကိုတော့အဓိကတရားခံဆိုပြီးနေကောင်ကပို့ပြီးတော့ဆိုပြီးအိမ်ကြီးအိမ်ပြင်အောင်မထွက်ရဲတော့ပါဘူးရှီမူရာကတော့ဘာတွေပဲဖြစ်လာလားသူ့မှာကြက်ပါချန်နေရှိတာဆိုပြီးစိတ်ထဲမနေတင်ထားခဲ့ပြီးတော့ချန်နယ်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာရှီမူရာကြည့်နေတဲ့ချန်နယ်ကိုပါဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်းတွေ့လေရပါတယ်ရှီမူရာလည်းတော်တော်စိတ်သက်သာသွားခဲ့ပြီးကြက်ပါဗီဒီယိုတွေသာမရှိတော့ရင်သူဘာမှမလုပ်နိုင်တော့ဆိုတာတွေးမိသွားတဲ့အတွက်စိတ်ညစ်နေတဲ့အချိန်မှာခါအိုတရမူရတဲ့ရောက်လာပါတယ်ခါအိုကတော့ရှီမူရာရဲ့မိဖြစ်သူကိုစီကူတာကင်းလောက်ခွင့်ရသူပြောပြီးတာဖြစ်ပြီးတော့နောက်ထပ်မတွေ့တော့ဘူးလို့ကြည်ပေးထားရရဲ့ဖြစ်ကြောင်းပြပါတယ်။ရှီမူရာကတော့သူလက်မခံခဲ့တာကခါအိုကိုမတွေ့ရမနေနိုင်ပဲအခုလိုလုံနေတာတွေကလည်းပတ်စံတကူရဲ့အကြောင်းမဟုတ်ပဲပို့ပြီးတော့တမလာခြင်းတယ်လို့ပြပါတယ်။ဂျပန်မှာကတော့အာဂီကဒါအောင်တီးသွားတဲ့အတွက်ကြောင့်မလို့ခူဝါတာကိုတွားတွေ့ခဲ့ပြီးတော့ရှန်နယ်ကိုပြန်ရအောင်လုပ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ငင်းလာခံလိုက်ရပါတယ်။ခါအိုကတော့ဂျပန်ရှန်နယ်အကြောင်းပြလိုက်ပြီးဒါဖိုင်နီကိုသူပို့ပေးခဲ့တာဖြစ်ပြီးတော့အဲ့ဒီရှန်နယ်ကိုလည်းတေချာပေါက်သူပို့ပေးခဲ့တာလို့ပြောပြခဲ့ပြီးရှီမူရာကိုပေးလိုက်ပါတယ်ရှီမူရာလည်းဒါဆိုရင်ချက်ပါဘသူလဲလို့မေးလိုက်တဲ့အခါမှာခါအိုကတော့သူလည်းတေချာပေါက်မသိပဲဒီဖိုင်နီကိုသူကကောက်ရခဲ့တာဖြစ်ပြီးတော့ရှီမူရာအတွက်ပေးဖို့တာလုပ်ပေးလုပ်ယုံတာလို့ပြောခဲ့ပါတယ်ဂျပန်မှာတော့ရှုပ်တာခံရတဲ့အာဂီကတော့နှစ်ကောင်လုံးပြန်သိပ်ပေးလိုက်ပြီးသူကမှအစ်စ်မှန်ပါရဟိပဲဆိုတာပြောပြခဲ့ပြီးတော့ညကြမလို့လို့ပြောလိုက်ပါတယ်အာကီကတော့ကိုကံပညာတက်တာလှုပ်ဝက်ထားပြီးတော့နှစ်ကောင်စလုံးကိုတိတ်ပေးလိုက်တာကြောင့်မလို့ကြောက်ပြီးတော့ထွက်ပြေးသွားခဲ့ကြပါတယ်ဂျပန်မှာတော့ခါအိုကလည်းဘဲရုပ်လေးကိုကောက်ရောက်ထားတာကိုပြောပြခဲ့ပြီးတော့သူ့မှာလည်းအဲ့ဒီလိုမျိုးရုပ်တရုပ်ရှိခဲ့ဘူးကြောင်းပြောပြပါတယ်
ရှီမူရာလေဘာကြောင့်မလို့သူ့စီကိုပို့ပေးရလဲမိတော့ခါကတော့ရှီမူရာဆိုင်မှာရိုက်ခံရတော့ကသူမြင်ခဲ့ကြောင်းပြောပြခဲ့ပြီးအတုံးလုံးမဲ့ထင်လို့ပို့လိုက်တာဖြစ်ကြောင်းလည်းပြောပါတယ်ခါကတော့နောက်တဲ့ဗီဒီယိုမရှိတော့တာကြောင့်မလို့ရှီမူရာကိုစေကူတာစိတ်ကင်းလုံးကွင့်ကိုပဲစဉ်းစားပေးဖို့အတွက်ပြောပြီးတော့ပြန်သွားခဲ့ပါတယ်ရှီမူရာကတော့သူတို့တွေတွေ့တာမကြသေးပေမဲ့သူ့အတွက်အခုလိုကြည့်ပြီးလို့ကြည်သူတင်ပါတယ်လို့ပြောတော့နောက်တစ်ခေါက်တွေ့ကြံပါတယ်လို့လည်းခွင့်တောင်းလိုက်ပါတယ်အမှန်တော့ခါအိုကငငယ်လေးရရှီမူရာစိတ်ထဲရှိအောင်နေမကပဲပြန်တွေ့တဲ့အချိန်မှလည်းရှီမူရာမှန်းသိနေခဲ့ပါတယ်။ဒါကြောင့်မလို့ရှီမူရာနဲ့နီးအောင်လို့ဆိုပြီးရှီမူရာရှိတဲ့အလုပ်ကိုပါပြောင်းလာခဲ့ပြီးတော့သူကူညီပေးနိုင်တဲ့ဘက်ကအစစရရလိုက်ပြီးတော့ကူညီပေးခဲ့ပါတယ်။ရှီမူရာလည်းဒေရှာပြန်စဉ်းစားကြည့်တော့မှသူငငယ်လေးတုန်းကဘယ်ရောက်ရှာပေးခဲ့တဲ့ကောင်မလေးများဖြစ်နေမလားဆိုတော့မှတ်မိသွားပြီးလိုက်ရှာခဲ့ပေမဲ့ခါအိုကတော့ပြန်သွားခဲ့ပါပြီ။အာကီပြန်လာတဲ့အချိန်မှာတော့အဖေဖြစ်သူကလည်းအခန်းထဲဝင်ကြည့်ခဲ့တဲ့အတွက်ကြောင့်မလို့အရာအလုံးကိုတီးသွားပြီဖြစ်ကြောင်းပြောပြခဲ့ပြီးအာကီတို့ကိုကူညီပေးမယ်လို့ပြောလိုက်ပါတယ်။ခါအိုတော့တွေ့တာကိုဆရာဝန်ကြီးတီးသွားတဲ့အချိန်မှာတော့ပြောဆိုနေခဲ့ပြီးတော့ခါအိုကလည်းသူ့ရဲ့နောက်ဆုံးအခွင့်အရေးအနေနဲ့တော့တွေ့တာပါလို့ပြောပြခဲ့ပြီးနောက်တော့မတွေ့တော့ကြောင်းကတိပေးတယ်ပါတယ်။တပတ်မှာတော့ရူမီကလည်းသူ့ရဲ့ producer ကိုတော့တွေ့ခဲ့ပြီးတော့ကိစ္စတွေအကုန်လုံးကိုရဲတိုက်မယ်လို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့ခူဝါဒါသာဒီအကြောင်းကိုသိသွားမယ်ဆိုရင်တော့ရူမီကိုပြောင်းဖြောင်းနိုင်တယ်လို့ပြောပြခဲ့ပြီးအရင်တုန်းကလေရေဝဲတငယ်ချင်းကိုခူဝါဒါပဲတက်ခဲ့တာဆိုပြီးတော့ပြောလိုက်ပါတယ်။ရှီမူရာလည်းအိုကီစီကိုသွားခဲ့ပြီးတော့အကူအညီတောင်းခဲ့ပေမဲ့အိုကီကတော့တေရှာလေးချင်သားသူတယောက်အနေနဲ့ကျိုးဝိုင်းထဲမှာထိုးဖို့ဆိုတာမဖြစ်နိုင်ကြောင်းပြောပြပါတယ်။ပြီးတော့အလွန်ငွေရဖို့ဆိုတာလည်းမဖြစ်နိုင်ကြောင်းပြောပြခဲ့ပြီးခါကိုထပ်ပြီးတော့စိတ်ပူအောင်မလုပ်ဖို့အတွက်ပြောခဲ့ပါတယ်။ပြန်တော့မဲ့အချိန်မှာပဲနီးပြကတော့ကြက်ပပုံစံနဲ့ကြက်ပအော်လိုမျိုးអော်လိုက်တဲ့အတွက်ကြောင့်မလို့ရှီမူရာကလည်းတော်တော်လေးထူးဆန်းသွားတဲ့အချိန်မှာပဲအာခီစီကနေစာဝင်လာခဲ့ပြီးတော့လိုကန်နဲ့အတူတူသူ့ရဲ့အိမ်ကိုလာဖို့အတွက်ပြောလိုက်ပါတယ်။အာခီရဲ့အိမ်ရောက်သွားတဲ့အချိန်မှာတော့အရင်တော့ကြက်ပဗီဒီယိုတွေကို channel တစ်ခုကတွေ့ခဲ့ရပြီးတော့အဲဒီလူပြလိုက်တဲ့အချိန်မှာအာခီလည်းသူ့နိုင်ချင်းခံရတော့ကြာသွားတဲ့သူ့ရဲ့တောက်ကျိတ်လေးဆိုတော့ပြပြပါတယ်။ရှီမူရာလည်းအဲ့ဒါဆိုလိုကန်ကြက်ပလာလို့မိလိုက်တဲ့အချိန်မချင်မှတ်ထားတာကအာခီရဲ့အဖေကသူ့အမြဲကြည့်နေကြချက်ပါစေဖြစ်နေပါတယ်။အရင်တော့ကနီးပြဆရာလိုကန်ကိုတင်ပြပူးခဲ့တဲ့ဆရာကအာခီရဲ့အဖေကိုယ်တိုင်ဖြစ်ခဲ့ပြီးတော့လိုကန်အနာတရားဖြစ်သွားတဲ့အချိန်မှာအာခီရဲ့အဖေကသူ့เจ้าမှာဆိုပြီးတော့တန်တရားဖြစ်တဲ့အတွက်ကြောင့်မလို့လုံအောင်အနာယူခဲ့တာပါ။အာခီရဲ့အဖေကတော့ငငယ်လေးတည်းကတယောက်တည်းအားငယ်နေတဲ့အာခီကိုပို့ပြီးတော့တန်မာလာစေချင်လို့သူကိုယ်တိုင်လုပ်ပေးခဲ့တဲ့ဗီဒီယိုတွေကိုပြသခဲ့တာပဲဖြစ်ပါတယ်။ရှီမူရာကိုတော့ဆက်ချင်းပဲလေ့ကျင့်ပေးမယ်ဆိုပြီးခေါ်သားခဲ့ပြီးတော့အာကီရောလိုက်လာခဲ့က3ယောက်သားလေ့ကျင့်ခဲ့ကြပါတယ်။နေကွန်တကောင်ကတော့ပရိသတ်တွေရဲ့ထိုးနှက်ချက်တွေကြောင့်တယောက်တည်းအိမ်မှာကြောင်ပိတ်မိနေတော့မှအာကီရောဖုန်းဆက်ခဲ့ပြီးတော့သူတို့စီပြန်လာဖို့မျှော်လင့်နေကြအောင်ပြောလိုက်ပါတယ်။နောက်ရက်မှာတော့ပြန်ပွဲရစတင်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့အမေဖြစ်သူစီသွားနှုတ်ဆက်ခဲ့ပြီးကိုယ်တိုင်ရှီတိုးထားခဲ့တဲ့ရှီမူရာအတွက်မှာဖလာလေးကိုပေးလိုက်ပါတယ်။ခါအောင်လေးလည်းအပြင်ထွက်လာတဲ့အချိန်မှာရှီမူရာရဲ့ကောင်မလေးဆိုပြီးဝိုင်းပြီးတော့ပြစ်တင်ခံရတာတွေတီတိုတင်းပြော့ခံရတာတွေများလာတဲ့အတွက်ကြောင့်မလို့တော်တော်လေးစိတ်ညစ်ရဲ့အချိန်မှာလူတစ်ယောက်လာပြီးခေါ်သွားခဲ့ပါတယ်။ရှီမူရာလည်းသူ့ရဲ့နားထဲမှာစကားတွေနားရဲ့ပြန်ရောက်လာခဲ့ပြီးတော့ဘာလို့မလဲဆိုတော့စဉ်းစားနေပြီးမနှက်ပြန်ပွဲအတွက်အကောင်းဆုံးပြင်ဆင်ရပါမယ်စိုးရင်စိတ်တွေတော့ရှိနေပါတယ်။တပတ်မှာတော့ဆရာဝန်ဖေဖြစ်သူကိုလည်းသူ့ကိုပါထိခိုက်လာခဲ့ပြီးဆေးရုံကိုလည်းစားနောက်ပြီးတော့ဖုန်းခေါ်ဆိုတဲ့သူများလာတဲ့အတွက်ကြောင့်မလို့ခါအိုရဲ့ဖုန်းကိုတင်သွားခဲ့ပေမဲ့သူဖွက်ထားခဲ့တဲ့ဖုန်းတစ်လုံးကရှိနေခဲ့ပါတယ်။တပတ်မှာတော့ပွဲအတွက်ပြင်ဆင်နေခဲ့တဲ့ရှီမူရာခါအိုဆဲကန်နေရတဲ့ post တွေကိုမြင်ရကြစိတ်မကောင်းဖြစ်နေခဲ့ပေမဲ့သူ့ဘက်ကတော့ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။ရှီမူရာကတော့သူနဲ့သူရှိရတဲ့သူတွေကိုထိခိုက်တာကတော်တော်လေးစိတ်ပြတ်ကြအောင်ပြောနေခဲ့ပေမဲ့အာကီကတော့သူ့အတွက်တော့ရှီမူရာကသူရင်ကောင်းတယောက်ပါပဲလို့ပြောလိုက်ပါတယ်။ပြန်ပွဲစားလို့ပွဲထဲဝင်တဲ့အချိန်မှာရှီမူရာကိုဆဲဆိုပြီးပြောဆိုနေကြတဲ့သူတွေကသူတို့ဘေးမှာပြင်းနေနေခဲ့ပေမဲ့အကောင်ဆုံးရှင်ပြိုင်ဖို့ပဲဝင်သွားပါတယ်။တပတ်မှာလည်းလိုကန်အိုကီနဲ့ကျပတို့ကလည်းပွဲကိုစောင့်ကြည့်နေခဲ့ကြခဲ့ပြီးတော့ဘာဖြစ်လာမလဲဆိုတော့မျှော်လင့်နေကြပါတယ်။ကျန်တဲ့သူတွေကပါရှီမူရာရဲ့ပွဲအတွက်မျှော်လင့်ကြီးနဲ့စောင့်ကြည့်နေခဲ့ကြပြီးခုချိန်ထိတော့ရှီမူရာတရားရန်300လောက်ပဲရသေးပြီးတော့ခူဘာတာကိုတော့ဒိုနေတဲ့သူတွေကပိုများနေခဲ့ပါတယ်။အစောပိုင်းထိုးချက်တွေမှာတော့ခူဘာတာကိုတစ်ချက်လေးမှမထိပဲနဲ့ဇက်တိုက်ကိုထိုးခံနေခဲ့ရပြီးထိုးချက်တိုင်းကလည်းလွဲနေပါတယ်။
ဒူနဲ့တိုက်ပြီးလဲသွားတဲ့အချိန်မှာရှီမူရာပြိုင်ပွဲပြီးတာတော့မှတပြားမှရမဲ့ကောင်မဟုတ်ဆိုပြီးပြောဆိုတာခံခဲ့ရပါတယ်ရှီမူရာစီကိုငွေတွေကလုံးဝဝင်မလာပဲနဲ့ရန်တော့အနေပဲရှက်နေရကြအာခီလည်းအစင်မပြေဘူးဆိုတော့တည်နေပါတယ်ဒါပေမဲ့တစ်ဖက်မှာခါအိုကတော့ရှီမူရာအတွက်အမှန်တရားတွေရှာပြဖို့ရအတွက်လိုက်တဲ့အတွက်ကြောင့်မလို့အားလုံးကတော့တွားကြည့်ခဲ့ပါတယ်ရှီမူရာရဲ့မှန်တရားတွေကိုအားလုံးကိုရှာပြလိုက်ပြီးတော့ရှီမူရာကအမြဲလိုနိုင်ချင်းခံနေရတဲ့သူဖြစ်ပြီးဒါတွေကိုတွန်းလှန်ဖို့လုပ်ရင်းနဲ့ဒီရှန်နယ်ဖြစ်ပေါ်လာကြအောင်ပြပြပါတယ်သူကိုယ်တိုင်လည်းမိဘတွေရဲ့စကားတခွန်းအောင်မှာမတုံ့ပြန်ပဲရက်တည်နေခဲ့ရပြီးငြိမ်ခံနေခဲ့ရတာကိုရှီမူရာအားရင်ယူပြီးတော့တော်တော်လေးကိုလေးစားခဲ့ကြအောင်ပြပြပါတယ်ရှီမူရာကတန်မာဖို့အတွက်ကြိုးစားခဲ့တာကသူ့မှာကာကွယ်ပေးရမယ့်သူရှိနေပြီးအမေဖြစ်သူကဆုံချုံရတော့မှမလို့ကုသဖို့အတွက်စေဖို့ရှာနေရဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်တပတ်မှာတော့ရှီမူရာလေးစတိုက်ကိုထိုးခံနေရပြီးနောက်ဆုံးတစ်ချက်မှာရောင်းကလေးပြေးသွားတဲ့အတွက်ကြောင့်မလို့ရှီမူရာလေးတက်တာရသွားပါတယ်ရှီမူရာလို့ကြည့်လိုက်တဲ့အချိန်မှာတော့ပတ်စံစတိုက်ကိုဝင်လာခဲ့ပြီးရှီမူရာရဲ့ကောင်မလေးရဲ့စကားကအကျန်းကိုမိုက်တာပဲဆိုပြီးအောက်ကနေမှန်းလာကြပါတယ်အဲ့ချိန်ထိုးချိတ်ခံပြီးပြေးဝင်လာတဲ့နေကိုမှတွေ့လိုက်ရပြီးတော့ဒါရီကောင်လုံးကနေကောင်ကောင်လုံးလုပ်ပြီးတာဖြစ်ပြီးတော့တနေ့ကလည်းခါအောင်နဲ့တော့တွေ့ခဲ့ပြီးတော့အကောင်လုံးကိုပြောပြခိုင်းလိုက်တာပါခါအောင်တယောက်တည်းကအခုလိုလုပ်တာမဟုတ်ပဲရူမီကလည်းတရားရင်ဆိုင်ဖို့ရအတွက်သူတို့တွေလူတက်မှုနဲ့မတရားလုပ်နေပါလေဆိုတော့အတန်ဖိုင်ကိုတော့ဒိုင်းမောမှာတင်ခဲ့ကြအောင်ပြပြလိုက်ပြီးပရိုဂျူဆာလည်းပွားပြတ်သွားပါတယ်နေကောင်ကိုလည်းရှီမူရာဘာမှမပြောဖို့အတွက်ပြောလိုက်ခဲ့ပြီးကျိုးဝိုင်းထဲမှာရက်နေရမင်းတယောက်တည်းမဟုတ်ပဲအကောင်လုံးကမင်းပေးမှရှိနေတဲ့အကြောင်းပြောလိုက်ပါတယ်ဒုတိယဝယ်မစခင်မှာရှီမူရာကိုဟင်းရက်စီလောင်းပေးလိုက်တာကြောင့်တကယ်ထိုးတဲ့အချိန်မှာရှုပ်လို့မရဘဲနဲ့ချော်ထွက်နေပါတယ်တပတ်မှာတော့ခါအိုလိုင်းလွင့်နေတာကိုတီးသွားတဲ့အဖေဖြစ်သူလည်းလာတားခဲ့ပေမဲ့ခါအိုကရုံတက်ဖို့ရအတွက်အဖေဖြစ်သူကိုထိုးလိုက်ခဲ့ပြီးတပတ်မှာရှီမူရာကလည်းခုအားတောက်တိတ်ပေးလိုက်ပါတယ်ခါအိုထပ်ပြေးလာတာကိုလိုက်ကြည့်နေတဲ့အိုကီတယောက်ကတော့အမီဆိုင်ငယ်နဲ့ရောက်လာခဲ့ပြီးတော့ရှီမူရာပွဲရှိရဲ့စီကိုလိုက်ပို့ပေးပါတယ်ဒါပေမဲ့ခူအားတာကဒေါသယူထွက်ပြီးထိန်မရတော့ပဲစတိုက်ကိုထိုးခံနေခဲ့ရပြီမလို့မိသွားတဲ့အချိန်မှာပတ်စံကတော့2တန်းလောက်ပဲဝင်သေးရဲ့အတွက်မလောက်သေးလို့ပြန်ထားခိုင်းနေပါတယ်ဒါပေမဲ့အချိန်ပြည့်သွားတာကြောင့်နိုင်တဲ့ပွဲစဉ်ကိုအားခဲထားဖို့အတွက်အာကီလည်းပြောနေခဲ့ပြီးနေကောင်ကတော့မင်းရဲ့အမေလည်းဒီပွဲကိုကြည့်နေရလို့ပြောလိုက်ပါတယ်နောက်ဆုံးမှာတော့ရှီမူရာလေးကျင်ထားတဲ့အတိုင်းနေမထိုးတော့ပဲသူထိုးကျင်တဲ့ပုံစံလေးနဲ့ပြောင်းထိုးပါတယ်အဲချိန်ကလည်းရောက်လာခဲ့ပြီးတော့ခူအားတာလည်းမျက်လုံးကိုညှက်ရိုက်ခဲ့ပြီးတပတ်ကိုနှိုက်တာတော့တိုင်ကမပြောဘဲနဲ့မျက်လုံးကိုထိကြိုက်အောင်လှုပ်လိုက်ခဲ့ပြီးတော့ပြင်းထန်တဲ့လက်သီးချမ်းနဲ့အမောက်တိတ်လိုက်ပါတယ်ဒါပေမဲ့ရှီမူရာအရှုံးမပြီးသေးပဲနဲ့အားလုံးရဲ့အားပေးတန်တွေကြောင့်ပြန်ထလာခဲ့ပြီးတော့ပြန်ထိုးဖို့လုပ်တဲ့အချိန်မှာဘတ်ဆန်ကလည်းတော်တော်ဝင်နေခဲ့ပါပြီရှီမူရာလည်းသူလိုအပ်တာကနီလန်းကြတဲ့နိုင်ပွဲမဟုတ်ပဲနဲ့ခူအားတောင်အမောက်တိတ်ဖို့ပဲတွေးလိုက်ပါတယ်ထိုးချက်တွေကိုသူ့ရှင်ကအတိုင်းပဲခေါင်းနဲ့ဝင်တိုက်ခဲ့ပြီးတော့ထိုးချက်ကိုခေါင်းနဲ့ပိတ်တိုက်လိုက်ခဲ့ပြီးခေါင်းချင်းပိတ်တိုက်လိုက်တာကြောင့်မြေပြင်ပေါ်မှာလဲကျခဲ့ပြီးတော့တထောင်နဲ့ကျွေးပြီးအဆုံးသတ်ပိတ်ထိုးပေးလိုက်ပါတယ်ဒါပေမဲ့စီကန်းရဆိုရင်တော့ခူအားတာအနိုင်ရသွားခဲ့ပေမဲ့ရှီမူရာအတွက်ကတော့အပြင်ပန်းကကြည့်ရင်သူ့အတွက်အလဲကျထိုးတဲ့နိုင်ပွဲပါပဲဘယ်လိုပဲဖြစ်ဖြစ်အားလုံးကတော့ပျော်ရွှင်နေခဲ့ကြပြီးတော့လိုချင်တဲ့တိုင်းသားထိရသွားတဲ့အတွက်ကြောင့်မလို့10တန်းကိုလည်းသူ့အမေအတွက်ရှာပေးနိုင်လိုက်ပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ရှီမူရာတကောင်လည်းအနိုင်ရသွားခဲ့တာမလို့အားလုံးလည်းပျော်ရွှင်နေခဲ့ကြရင်ဇလန်လေးရတဝက်တစ်ပြက်နဲ့စီလန်1လေးရဒီမှာပြီးဆုံးသွားခဲ့ပါတယ်